မင်္ဂလာပါရှင်။ Gossity Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရနော်။ဒီ channel လေးကနေနေ့စဉ်ချိန်မှန်ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ရှေးတို့ရဲ့ channel လေးကို subscribe လုပ်ရသေးရင်လည်းလုပ်ခဲ့ပေးကြပါဦးနော်။အသစ်တင်နိုင်ဖို့လည်းဘေးနား notification လေးကိုနှိပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်။ကဲဒါဆိုရင်တော့ဈေးကဒီနေ့ရဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးတစ်ပုဒ်ကိုစပြီးတော့တင်ဆက်ပေးပါမယ်။ကြာကန်ကျော်ရဲ့အိမ်လေးတစ်လုံးပေါ်မှာရွာသူရွာသားများစုရုံးရောက်ရှိနေလေတယ်။အချောင်းကအဲ့အိမ်မှာရှိရဲ့မတ်တက်ပြူကအပါထုံမှာဖြစ်တာအကြောင်းပဲအိမ်လေးပေါ်မှာလူချင်းလူငယ်မိမကြီးမိကလေးစုံလာပေတယ်မတ်တက်ပြူကအပါထုံပေမဲ့လက်လုံတောင်းအောင်မှဆရာကြီးဦးဖိုးဝေအားစောင့်နေကြခြင်းဖြစ်ပါတယ်ပြီးရောကတော့ရွာသူဖြစ်ရင်မဲ့အသားရည်ဖြူပက်ပါတဲ့မတ်တက်ပြူအခုမှတော့နနွမ်းများလိမ့်ကြံထားအကြောင်းဝါဝင်းနေရဲ့လှပခဲ့တဲ့မျက်နှာကအခုအချိန်မှတော့ပုံစံမျိုးလောက်ပြနေပေတယ်မဲပြလိုက်ပြုံးပြလိုက်နဲ့အကြိတ်တဲ့ကရှိသလိုမျက်နှာအနေနဲ့လည်းလူအများကိုကြည့်နေတတ်သေးရဲ့ပါဇက်မှာလည်းကြောက်တန်လို့ငှက်အော်တန်လို့အော်ဟစ်နေရဲ့တမီးဖြစ်သူရဲ့အော်တန်ကြောင့်စိတ်မချမ်းမြေဖြစ်ကတမီးဖြစ်သူအားတမီးတဲ့ဖြူစိတ်ချင်းမအောင်ကွယ်ငါကနှစ်သမီးမဟုတ်ဘူးတမီးကအမေသမီးမဟုတ်လို့ဘသူသမီးဖြစ်ရမှာလဲမဟုတ်ဘူးနှစ်သမီးထိုင်နေရဲ့အရှိလာကတမီးဖြစ်သူတဲ့ဖြူနာကိုတုတ်ကတ်သွားတယ်အဲ့ခါတဲ့ဖြူကမိခင်ကလက်နဲ့ဆောက်လုပ်လိုက်တယ်တဲထွေရဲ့အားနဲ့တွန်းလိုက်တာကြောင့်အနောက်တော့အကြီးနာလဲကျသွားလေတယ်။အဲဒီချီယာကိုမြင်တဲ့တဲထွေရဲ့ကိုနှစ်ယောက်နဲ့ကိုလင်းဆိုသူကအမေအဲ့ဒါတရေတားမို့စောမှုနေရကျုပ်တို့ထုတ်လိုက်မယ်။နေစမ်းနင်းတို့ဘာတက်လို့ထုတ်ပါလဲ။ကျုပ်တို့ဆရာကြီးစံနေကိုင်းနဲ့ဝတ်ထားတာပြဒီလောက်ကတော့ရှာတယ်။အိုးနင်းတို့ဘာကိုင်းမဲဝင်ငါသမီးကိုမထိနဲ့ငါဆရာကြီးကိုပင်ထားတယ်။အကြီးလာကသူ့ရဲ့သားများခန့်မှပြလိုက်ပြီးဥဖိုးဝေလာကိုသာစောင့်နေလေတယ်။အိမ်လေးမှာရှိနေတဲ့သူများကလည်းလက်လောက်တောင်မှဥဖိုးဝေကိုစောင့်နေကြတယ်။အဲဒီချိန်အိမ်ပေါက်မှာကလေးတိုးရဲ့အော်ဘီစကားပြောတဲ့တန်ကထွက်ပေါ်လာကြတယ်။ဆရာကြီးလာပြီဟေ့။ရွာသားများကအဲ့ဒီတန်ကြောင့်အိမ်လေးရဲ့တကားဝါစီတို့အချိန်များရောက်ရှိသွားကြတယ်။အိမ်လေးပေါ်သို့ဥဖိုးဝေရှေ့မှာတက်လာပြီးသူ့ရဲ့နောက်မှာသူရပါတက်လာပြီးဥဖိုးဝေကိုမြင်တဲ့အခါအရှိလာကဆရာကြီးကြောက်ပါရှင်ကြောက်ပါကျမသမီးလေးကိုကဲပါဦး။အကြီးနာကခီးဦးချိုပြူရင်သမီးဖြစ်သူကိုကဲတင်မှုတစ်ဆက်တည်းစကားကိုဆိုလိုက်တယ်။စိတ်ချပါမကြီးကျုပ်တက်ဆောင်းတော့ကူညီပါမယ်။ကျေးဇူးတင်ပါတယ်ဆရာကြီးရဲ့။ကျုပ်တို့ကလေးမကိုအရင်ကြည့်ကြတာပေါ့။ဥဖိုးကြီးကပြောဆိုအကြီးလာနဲ့အတူကြောင်တန်းဖြစ်နေတဲ့မတ်တဲဖြူနာတို့သွားကြလေတော့တယ်။သူရိယာကလည်းလွယ်လာတဲ့ဥဖိုးကြီးရဲ့လွယ်ကိုလက်တို့ပြောင်းကိုင်ပြီးတော်နောက်မှလိုက်သွားတော့တယ်။ပြီးရတော့ဥဖိုးကြီးမှတဲဖြူဟာတိတ်ချကြည့်ကသမီးစိတ်ကိုထိတ်တော့ဘာသမီးလဲနင်းကဘဲကဖိုးကြည့်လေတဲဖြူကမျက်နှာထားတင်းမာပြီးနေရဲမျက်လုံးများဖြစ်ကြည့်ပြီးမထားတဲ့စကားနဲ့ပြောနေတော့လေဥဖိုးဝေကစီစိုးချင်းမူရာဖြစ်ပေါ်ခြင်းမပြုတ်ဝဲအဲဒီနောက်ညင်းတဲ့စကားတန်နဲ့သမီးစိတ်ကိုထိမ့်ပဲသမီးအမေလည်းစိတ်ညစ်နေရဲ့အိုးဘာအမေလဲငါမှအမေမရှိဘူးထွက်သွားစမ်းအားလုံးတဲဖြူကဥဖိုးဝေနဲ့တခြားလူများကိုပါထွက်သွားရန်အော်ဟစ်နေရဲ့အဲဒီခါဥဖိုးဝေကအမကြီးကျုပ်တထားရဲ့ပညာရေးကြောင့်အမိုင်းသမီးမှအမောက်ပြောကမရှိပါဘူးရှင်အဲ့ဒါဆိုကျမသမီးလေးကမဖြစ်တာလဲရှင်ကျုပ်ထင်တော့မျိုးပြီးယောဂတခုစက်ကန်နေရထင်တယ်အဲ့ကိစ္စတော့ကျုပ်လည်းတက်အောင်ပြောတတ်ပါဘူးစိတ်ညစ်လိုက်ချာဆရာကြီးရဲ့ကျမသမီးလေးကိုဘယ်လိုလုပ်ရပါကျုပ်အကြံပေးချင်တာကတော့စိတ်အောင်စိတ်ကန်တော့ပြတဲ့နေကျမတို့ရွာကတော်ရမ်းကြတော့မြို့တော်ဖို့ဆိုတာမလွယ်ပါဘူးရှင်ဒါနဲ့အမကြီးသမီးရဲ့ကလေးကိုလည်းမတွေ့ပါလားဘေးကတမတယောက်ခေါ်သွားတယ်သမီးကဒီလိုဖြစ်နေရောကလေးအတွက်ဆိုရင်လို့ပါသူကလည်းလာပါကလေးရှိရလေအချိန်စလို့တော့မရှာဘူးအမကြီးကျုပ်ထေမိဖပြီးကစားသိန်းလူသားတို့မှာလန့်စာတွေပိုင်းများမြင်တွေ့ကြရလို့လားဥဖိုးဝေရဲ့အမေကိုအကြီးကချက်ချင်းဖြစ်ပဲခက်တာညီနေပြီးရဲ့နောက်ကျမလည်းကျူးဆိုင်ပါတယ်ဒါပေမဲ့အကြီးလောင်အဲ့လိုပြောနေစဉ်သူမရဲ့တားများဖြစ်တဲ့ကိုလင်းနဲ့ကိုစောကအရှိလာအောင်အမေကိုမဟုတ်ထိုင်မိဒီယာကိုစိတ်စားမနေနဲ့ဒီလိုကြီးမနိုင်လို့ရှောက်ပြောနေရဖြစ်မယ်ဟဲ့ကိုလင်းဆရာကြီးကိုအနာစရာဘာကြီးပြောနေရလဲဘာဆရာကြီးလဲရောင်းလူပေးတာကိုလက်ကားစနေလူကြီးဘာမှအားရစရာမလိုတော်စမ်းကလေးနေပြောလေကဲလေပါလားအမေကိုလေးပြောတာမှန်နေဘာဆရာကြီးလဲကျုပ်ကတော့မရှက်ဘူးတရေဘူးနေရမထုတ်နိုင်လို့ရှောက်ပြောနေရမထုတ်နိုင်ရင်ကျုပ်တို့ထုတ်မယ်ငါစောနင်းတို့ဘလို့ဖြစ်နေရလဲအရှိလာကသူမရဲ့တားနှစ်ယောက်ကဆရာကြီးကရိုင်းပြောစွာပြောနေတဲ့စကားများကြောင့်အာနာကမျက်စိမျက်နှာပြက်နေသလိုအဲ့လိုပြောတဲ့စကားများကြောင့်ဥဖိုးဝေကလေးစားတဲ့သူများကလည်းမချေမနှက်ဖြစ်ကတူနဲ့အချင်းချင်းတိုင်ပင်နေကြတယ်။တားများရဲ့စကားများကြောင့်ဥဖိုးဝေအားမျက်နှာချင်းမဆိုင်ဝဲနဲ့အကြီးလာအားဥဖိုးဝေမှာအမကြီးရပါတယ်ကျုပ်ခွင့်လွတ်ပါတယ်အမကြီးသမီးကိုသာစိတ်ကိုတောက်ကိုစူးစမ်းသိခြင်းနဲ့ဟုတ်ကဲ့ပါဆရာကြီးရဲ့ဥ
ဖိုးဝေကအကြီးလာစကားပြောနေစဉ်ကိုစောကခတ်ထန်မှကြောတဲ့လေတန်နဲ့ဘိုးတော်မကုတ်နိုင်ရင်ပြန်တော့ထမင်းတကားစားရမလားဆိုပြီးတော့အချိန်ဆွဲမနေနဲ့ကိုစောရဲ့အဲ့ဒီတော့ရန်ဆိုင်တော့စကားများကိုအိမ်မှာရှိနေကြတဲ့လူများထဲမှာကလေးကိုဝှေ့ထားရဲ့ရွာထဲမှာမိနေကကိုစောအားစီစောကငတ်စောရိုင်းနာပါလားဆရာကြီးကတို့ရမှာဘသူအိမ်ထမင်းစားစားရှာတယ်အကုန်လုံးကျွေးမဲ့လူတွေကြီးပဲခမရအိမ်ခေါ်တော့အဲ့ဒါဆိုစိတ်ချနေမခေါ်ခိုင်းတဲ့ခေါ်မှာနင်တို့လိုရိုက်တဲ့တွေစီကိုလာကျလို့လာတာမဟုတ်ဘူးတဲဖြူလေးကိုတနာလို့လာတာမိနေကအဲ့လိုပြောပြီးဆရာကြီးနားကိုထိုင်နေတဲ့သူရိယာလှမ်းပြီးမောင်လေးဆရာကြီးကိုမတို့အိမ်ကိုပြေးခဲ့ပါအမပြတ်နေမယ်ဟုတ်ကဲ့မမိနေကကလေးကိုချီထားလေးရဲ့မတ်တက်ထရလိုက်ပြီးရောက်သားများပဲဒီနေ့အိမ်မှာဟင်းသိမ့်မကောင်းဆရာကြီးတဲ့ဟင်းလာပို့ကြအောင်အဲ့လိုရောက်သားများပြောလိုက်တဲ့အခါရောက်သားများကအမလီမိနဲ့နေမပို့ခိုင်းတဲ့ပို့မယ်သူတွေပါဟဲ့ဟုတ်ပါရောက်သားများကတရားတစ်ပေါက်ပြောနေတာကိုကြည့်မပြူပဲမိနေကတော့ကလေးကိုချီလေးရဲ့အကြီးလာအိမ်ပေါ်ကလေးကနေဆင်းသွားပါလေတော့တယ်ရောက်သားများကလည်းအကြီးလာရဲ့တားနေရကိုပြစ်တင်ပြောဆိုပြီးအိမ်ပေါ်ကနေအရှူရှူကိုစီးပြီးတော့သွားကြပါလေတော့တယ်ညဝင်းနဲ့မိနေတို့ရဲ့အိမ်မှာဥဖိုးဝင်နဲ့သူရိယာထမင်းစားတော့လိုက်တယ်အဲ့ဒီနောက်အချိုးဝဲဖြစ်တဲ့ထန်းလျက်ခဲဘဲဟုတ်ကျော်လက်ဖက်မြေပဲဆန်တို့နဲ့ရင်းနှီးပွဲပြင်ပေးပြီးဥဖိုးဝေတို့ကအိတ်ခံနေတယ်ဥဖိုးဝေကလည်းနောက်မှရှိတဲ့ညဝင်းအားငါတူကိုဦးကြီးမေးဦးမယ်ဟုတ်ဆရာကြီးမေးပါမတဲပြူစီရဲ့ကလေးမကဘလို့ဖြစ်တာလဲကွယ်အဲ့ဒါတော့ကျွန်တော်လည်းသိမသိဘူးတဲပြူเจ้าစီမိနေကပိုးသိရဲ့မိနေတဲ့တဲပြူကအမြဲတမ်းဆိုတော့သူ့ကိုပြောခိုင်းလိုက်မယ်ဆရာကြီးညဝင်းလည်းဥဖိုးရာပြောပြီးအိမ်နောက်ဘေးမှာပကံစင်းနေတဲ့မိနေအားအော်ခေါ်လိုက်တော့တယ်မိနေရောက်လာတဲ့အခါမိနေဆရာကြီးကတဲဖြူအကြောင်းသိကျင်လို့တဲ့ပြောလိုက်အောင်ညဝင်းကသူ့ရဲ့မိမဖြစ်သူကိုပြောလိုက်တယ်အဲ့ဒီခါမိနေကဥဖိုးဝေတို့နဲ့မလန်မကမှထိုင်လိုက်ပြီးတဲဖြူအကြောင်းပြောရရင်စိတ်မကောင်းဖြစ်ရတယ်တဲဖြူကသဘောကောင်းနေရွာထဲမှာအလှဆုံးဟုတ်လားကျမပြည့်စုံပြောပြပါမယ်ဥဖိုးဝေကရင်းနှီးချမ်းကိုတက်ကြိုက်တောက်လိုက်ပြီးမိနေပြောမဲ့စကားကိုအာရုံစိုက်လိုက်ပါလေတော့တယ်ကြာကန်ရွာရဲ့အလှပကေမတဲဖြူဆိုတာကြာကန်ရွာတဲ့မကရွာနီးချုပ်ဆက်ကပါအကုန်သိတယ်။တောသူဖြစ်နေကစားဆက်နဲ့ဖြောက်ဆရာမျိုးတဲ့စံဂီတာနဲ့မောင်တဲ့စပင်းနဲ့လိုက်ဖက်စွာရှင်းသက်ကြည်လင်းနဲ့မျက်နှာဦးလေးကကြော်ရှင်းနေတဲ့ကိုလုံးလေးနဲ့လိုက်ဖက်စွာရှိနေရကြောင်းကာလာသားများတင်မကတခြားသောပုရိသများပါတဲဖြူနဲ့ရှစ်တပိတ်တာဘယ်ဟာယူမယ်လဲဆိုရင်တဲဖြူသားယူမယ်လို့ဖြေကြားရသူများမှာအကုန်လုံးဖြစ်မဲ့ထင်တယ်။လှပတဲ့ရုပ်ရည်နဲ့လိုက်ဖက်စွာကောင်းမလာတဲ့သဘောထားကိုလည်းပိုင်ဆိုင်နေပြန်တယ်။တနာတတဲ့ကျင်နာတတဲ့ကိုချင်းစာတတ်တဲ့အဲ့ဒီသောစိတ်ထားများကြောင့်တဲဖြူကသူမရဲ့အိမ်မှာသွေးရင်းကားလုပ်တဲ့နှင်းမောင်ဆိုရဲ့လူငယ်လေးနဲ့လူငယ်သဘောဝရှိငံမိတဲ့အခါဖာဆိုဖြစ်တဲ့တဲဖြူကိုမိခင်ဖြစ်သူကစုံကောင်းချင်းအမှုမပြုတ်ပေမဲ့အကိုနှစ်ယောက်ကတော့ဟဲ့မိတဲဖြူနေယူများယူနေတာဘာလို့လဲအကိုစောဘာရမှာလဲငါရွာထဲမှာကြားခဲ့တယ်နေနဲ့အိမ်ကလူငါနှင်းမောင်နဲ့ကြိုက်နေရဲ့ဆိုအခုကိုဘာသူပြောလဲဘာသူပြောလဲမေးမနေနဲ့ဟုတ်လားမဟုတ်ဘူးလားအကိုဖြစ်သူရဲ့စကားကိုတဲဖြူပြန်လဲဖြေချရင်ပြူတဲ့အခါကိုစောတော့တာထပ်ပြီးဟဲ့မိတဲဖြူနင်းကကိုအရင်မဆိုင်တာလားအမေတော်ဘာမှမမေးတာအကိုတို့ကဘာဖြစ်နေရလဲညီမလေးလည်းမငယ်တော့ဘူးရီးစားထားတာဘာဖြစ်လဲအဲ့ဒါဆိုအဲ့ကောင်နဲ့ကြိုက်နေရဟုတ်တယ်လို့ပြောတာလားနင်းယူနေရလားနင်းကိုကြိုက်တဲ့လူဒီလောက်ပေါ်တာအဲ့ငမွဲကိုမှရွေးရလားအုံတော်ပါဘူးလားညီမယူမှာပါအကိုတို့ယူရမှာမဟုတ်ပါဘူးကို့ကြိုက်တဲ့ကိုပဲမိတဲဖြူနင်းတော့နော်တဲဖြူကဒေါသထွက်နေရဲ့အကိုနဲ့ကြောခိုင်းကမိနေရဲ့အိမ်တို့အိမ်နဲ့ထွက်သွားတော့တယ်တယောက်တည်းရှိရဲ့ညီမဖြစ်သူကရိုက်ဖို့ချင်းကကိုလေးနဲ့ကိုစောငယ်တဲ့ကမပြုတ်ပါသူတို့ရဲ့ညီမလေးကိုချစ်တယ်သူတို့ပြောရင်ပြန်ခံပြောတတ်တဲ့သူတို့ရဲ့ညီမစိတ်ဆိုးဒေါသထွက်ရုံသာတက်နိုင်ကြပါလေတော့တယ်ဒေကွင်းနေမိမရှိရဲ့လက်ပံမင်းကြီးနဲ့ပင်စီမှာနင်းမောင်နဲ့တဲဖြူသမီးစားသဘာဝအချိန်နေကြတယ်တဲဖြူကနင်းမောင်ရဲ့ပခိုးလေးပေါ်မေးတင်ရင်ချစ်သူဖြစ်တဲ့လဲသမားလေးရဲ့လက်ဖွားများကိုစုပ်ကိုင်းလိုက်ချိန်တဲဖြူအခုနဲ့တည်းကြံလားတဲဖြူရဲ့လေးတွေကတော့နှုတ်နေတာပဲအကိုလေးကအလုံးမလို့ခိုင်းလို့လေလက်ကြောင်မတင်ဘူးဖြစ်နေတာတခါလေအကိုတွေးမိတယ်နှင်းဖြူကအကိုနဲ့မထိုက်တန်ဘူးလို့အကိုကမဟုတ်တော့ဘူးဘာမထိုက်တန်တာလဲကိုဖို့ကြီးဗီဒီယိုရုံကစကားတွေကြည့်ပြီးပြောနေအောင်မလားသိတယ်နော်ရဲတန်းသေးပြီးပြောနေရဲ့အပြစ်ကိစ္စင်လာတဲ့ချစ်သူတဲဖြူနဲ့မျက်နှာလေးကိုကြည့်ပြီးနှင်းမောင်သူ့ဘရဲ့နှစ်ဖူးလေးကိုနမ်းလိုက်တယ်မဟုတ်ပါဘူးတကယ်မထိုက်တန်ဘူးထင်လို့ပြောတာပါချစ်သူတို့စကားတွေပြောနေစဉ်သူတို့ရဲ့မလန်မကန်မှမိတဲဖြူငါတို့ပြောထားရတဲ့အရှက်မရှိဒီမာလာတွေ့နေရပေါ့အဲ့ဒီတန်းကအရှက်မူးနေတဲ့သူမရဲ့အကိုနှစ်ယောက်ထဲမှာထွက်လာတာကိုသိတဲ့အခါအကိုတဲဖြူကိုတကယ်ချစ်လားချစ်တာပေါ့ချစ်ရင်တဲဖြူကိုခိုးတော့ဗျာအဲ့လိုရှက်မူးနေတဲ့အကိုနှစ်ယောက်ရဲ့ကောင်းမှုကြောင့်နင်းမောင်နဲ့တဲဖြူအိမ်အောင်ကြပါလေတော့တယ်
နှမကိုခိုးသွားတဲ့နှင်းမောင်ကအခဲမကြည့်တဲ့ကိုစောနဲ့ကိုလင်းကအကြီးလာနဲ့ရောင်းမလူကြီးများစကားကြောင့်လက်မခံချင်မဲ့လက်ခံလိုက်ရတော့လေရောက်ခွာနှင်းမောင်ကိုအမြဲအမြင်မကြည့်ဖြစ်ကအနိုင်ကျင့်နေတယ်နှင်းမောင်ကလည်းအစာတဲကလူရုပ်ဖြစ်တာကတကြောင်သဲဖြူရဲ့အကွက်များဖြစ်တာကတကြောင်ရောက်ခွာနှစ်ယောက်ရဲ့အနိုင်ကျင့်ပိုးကြောင်များကိုတိကန်နေရတော့တယ်ရှစ်တော်လာတို့ကပြောင်းပန်းမသိပြောင်းကုန်လေတယ်ပြောင်းလဲသွားတဲ့အချိန်ကာလနဲ့တူနှင်းမောင်ရဲ့ဇနီးဖြစ်တဲ့သဲဖြူမလည်းကိုလေးလက်ဝင်ရှိလာတော့တယ်ဝေးဖွားရနီးလာတဲ့တဲဖြူတာနှင်းမောင်တယောက်သိချကြီးဆိုင်ခြင်းပဲအလုံမြောင်မတရားခိုင်းတဲ့ရောက်ခွာများကြောင့်ထိုက်တဲ့ကြီးဆိုင်ကျင်းအောင်ခြင်းကမဆန်းနိုင်ဘူးဖြစ်နေလေတယ်။အခုအချိန်မှလည်းဝေးဖွားရလွန်နိကနေရဲ့မတဲဖြူကအိမ်ဝိုင်းထဲမှာတွဲပြီးလမ်းကိုရှောက်ပေးနေရင်နှင်းမောင်ကသူ့ရဲ့မိမဖြစ်သူရဲ့ပူနေရဲ့ဘိုက်ကိုကြည့်ကတဲဖြူအခုအထင်တော့ယောက်ျားလေးဖြစ်မယ်။ဘာလို့လဲအကိုကြည့်ပါလားတဲဖြူရဲ့ဘိုက်ကိုခြေထောက်နဲ့ကန်နေတာဘောလုံးသမားလိုပဲယောက်ျားလေးပဲနေမှာအကိုကတော့ပြောတော့မယ်ပောက်ကရလိုချင်တာကတော့တမီလေးတဲဖြူရေတဲဖြူကတော့ယောက်ျားလေးလိုချင်တာတဲဖြူကယောက်ျားလေးဆိုရင်အကိုလည်းယောက်ျားလေးပဲလိုချင်လိုက်တော့မယ်မိမစကားမပေးရှားတာယောက်ျားကောင်းပြီတဲ့အကိုကတော့လေပြောထန်နေတာစတိမနဲ့နှစ်ယောက်ကျင်းင်းပြောရှင်စာစကားပြောနေစဉ်ဟိတ်ကောင်နှင်းမောင်ဒါကိုလင်းမင်းတို့လည်းဝင်ရမယ်မပဲတွေစောင့်ရမယ်ကျွန်တော်အိမ်မှာပဲနေပြစီလားတဲဖြူကဝိတ်ကနေလို့ပါဘာလဲမင်းကငါစကားကိုနားထောင်လို့ဆိုတဲ့သဘောလားမဟုတ်ပါဘူးကိုကျွန်တော်မိမဝေးဖွားကနေနေလို့ပါကိုလင်းကနှင်းမောင်ရဲ့စကားကိုခွန်းတော့ပြန်ရန်ပြနေစဉ်အိမ်ဝိုင်းထဲဝင်လာတဲ့ကိုစောမလူမရောက်ခင်အတန်းနဲ့လှမ်းပြီးဗါတဲ့ကိုလင်းအခုကိုပြန်ပြောနေရလားအိုက်ကောင်ဒေါ်ကြီးမကြီးနဲ့ဝင်လာတဲ့ကိုစောနာရောက်ခန်ဒီမှာတဲဖြူမှာမဟုတ်ပါဘူးအခုစောအဲ့မှာအကိုလင်းကညီမယောက်ျားကိုတော့လဲသွားခိုင်းနေတယ်တွားရမှာပေါ့နှင်းဖြူရဒီကောင်တို့အိမ်မှာနေရငါတို့ခိုင်းတာလုပ်ရမယ်အရှင်လေးကလူငါကခုမှတခင်လာလို့မရှာဘူးအကိုတို့အဲ့လိုမတရားပြောပါနဲ့ကိုနှင်းမောင်ကိုကိုတို့အနိုင်ကျင့်တာမတရားတွေခိုင်းတာများနေပြီငိုမနဲ့ပြောနေတဲ့တဲဖြူအားနှင်းမောင်သိချာကြည့်လိုက်တယ်အဲ့ဒီရောက်ဖတ်များကိုလည်းအကဲခတ်လိုက်တယ်ရောက်ဖတ်များကအလျှော့ပေးမဲ့ပုံကမပေါ်အဲ့ဒီတဲ့မျက်နှာမကောင်းဖြစ်နေတဲ့တဲဖြူရဲ့ပကုံးလေးကိုဖတ်ပြီးတဲဖြူစိတ်မကောင်းဖြစ်နေတော့နဲ့အကိုတို့လေးသွားလိုက်ပါမယ်အမေလည်းရှိတယ်ဆိုတော့အကိုစိတ်ချတယ်မိနီကလည်းအမေနဲ့အကိုသိချာစီစဉ်ထားပါတယ်ဝေးခန်ဒီစိတ်မကောင်းဖြစ်နေတော့အခုလေတဲဖြူနဲ့ယူပြီးမှအရန်ပြမနေရပြီတဲဖြူစိတ်မကောင်းဘူးမပြမပါဘူးတဲဖြူရဲ့ကို့အတွက်စိတ်မကောင်းဖြစ်နေတဲဖြူသာကြမ်းမအောင်နေစတီးမောင်နဲ့နှုတ်စကားပြောနေကြခြင်းကိုလင်းနဲ့ကိုစောကအိမ်မော်တို့တက်သွားကြတယ်အိမ်မော်တို့တက်သွားကြတဲ့အကိုနှစ်ယောက်အကြည့်ကတဲဖြူကနှင်းမောင်စကားဆိုနေတယ်တဲဖြူရဲ့ကိုနှစ်ယောက်ကကို့ဘောနိုင်တဲ့စင်းနေလောက်တာတဲဖြူစိတ်မကောင်းဘူးထားလိုက်ပါတဲဖြူရဲ့အကို့ဘောမကောင်းဝင်ပဲတဲဖြူဘောကူးဆိုင်ပေးတာကိုအကိုကျင့်တတ်နေပါပြီရောက်ပါရီတဲဖြူကိုကူးဆိုင်ပေးနေလို့အကိုစိတ်ချနေရတာဟုတ်တယ်နော်အကိုလေးနဲ့အကိုစောကအကိုမရှိရင်တဲဖြူကိုကူးဆိုင်တယ်သူတို့အကိုကိုအခဲမကြေဖြစ်နေတာကိုချင်းစာပါတယ်ရောက်ပါရီကိုသူတို့နှစ်မအလှပကလေးကိုခိုးသားတယ်ဆိုတော့ပဲကြည့်မလဲနှင်းမောင်ကရှင်ကုန်ပေါ်ပြီးကုန်းစားပြောနေရကိုတဲဖြူသဘောကျတာရှင်းလိုက်ပြီးသူတို့လည်းပြုံးရှင်စာလမ်းပြန်လဲရှောင်းနေကြပါတော့တယ်တဏီသောနေ့လယ်မှာတဲဖြူပိုင်နာလေးတယ်အဲ့ဒီအတွက်ကြောင့်ရီလာကအိမ်ဘေးမှာမိမသားများကိုလှမ်းခေါ်လိုက်တယ်မိနာတို့မိနယ်တို့လာကြောင်းဟေးတဲဖြူပိုင်နာလို့အကြီးလာရဲ့အော်တန်ကမကျဲဝင်းလာတဲ့ရွာလေးရဲ့အလဲပိုင်းမှာရှိရဲ့အိမ်တော်များကကြားရတယ်အဲ့ဒီအတွက်ကြောင့်မိမသားအချို့အကြီးလာရဲ့အိမ်တော်ရောက်ရှိလာပြီးအကြီးလာတဲဖြူမွေးတော်မလားမွေးတော်မယ်ထင်တယ်ညီတို့တွေကတယောက်လက်တဲ့တော်ငယ်လေးကိုသွားခေါ်ချင်အောင်ဟုတ်ကဲ့ဟိုလမ်းဆောင်နေရတန်းတင်တာအေးလားဟုတ်တယ်ကြီးကျွန်တော်တာအေးပါအေးနေလေလိုက်သွားပြီးတော့နှင်းမောင်နဲ့သူ့ကိုယ်တွေကိုတာပြောပေးအောင်ဟုတ်ကဲ့တာအေးနဲ့ရီးလာပြောထားတဲ့အတိုင်းနှင်းမောင်တို့ကသွားခေါ်ရန်ထွက်သွားလေတော့တယ်အရီးလာကလည်းတဲဖြူကိုမိနေကန်နဲ့ဝင်စေပြီးမိဖွားရန်အစင်းသိပြလိုက်တော့တယ်အရက်နဲ့တဲ့တော်ငယ်လေးနဲ့တခြားသောမျိုးသမီးချို့လည်းမိနေကန်နဲ့အတွင်ဝင်လာပြီးမိဖွားရမှာကိုကြီးနေပါတော့တယ်ရန်နဲ့တန်ငယ်ဝေးတာကြောင့်တာအေးတယောက်နှင်းမောင်တို့စီအချိန်တော်ကြာမှရောက်သွားတယ်သူရောက်ချိန်မှာတော့နှင်းမောင်နဲ့ရောက်ခွနေရပြဿနာတနေရရှိရဲ့အခုတို့မပဲတွေကိုအမေမသိအောင်ရောက်လုံဖြစ်ဦးထင်တယ်ကျွန်တော်ကစောင့်ရတာဆိုတော့အမေကကြောတာသိရင်ကျွန်တော်ကိုထင်လွဲနေလိမ့်မယ်ဟိတ်ကောင်ငါတို့အရက်ကြီးဆက်ဖို့ပြောပြီးသားအမေကိုမင်းမပြောရင်ဘယ်သူမှမသိဘူးအကိုအမေကိုပြောတာပိုကောင်းမယ်နော်ဖုန်းလေးကမပဲဘလောက်ထွက်တယ်ဆိုတာအမေသိရဲ့မင်းမပြောရင်မသိဘူးငါတို့ညီမကိုယူလို့လဲပါရင်ဖြစ်ပြီးထင်မနေနဲ့အဲ့လိုသဘောပြောတာမဟုတ်ပါဘူးကိုအကိုတို့ကနှစ်တင်းဆိုတော့အတော်များတယ်အမေသိမှာမပဲနေကိုတယောက်တည်းထမ်းရပြင်းနေရဲ့အကိုနှစ်ယောက်ကသူတို့ထမ်းမဲ့မပဲအိတ်ကိုလက်နေပြင်းဆိုနေမှအဆက်မွေးနေကြတဲ့ကိုလင်းနဲ့ကိုတို့နှစ်ယောက်အနက်မှာကိုစုံမှာကိုလင်းဒီကောင်ရှာရှိရဲ့ဗျာပြပြဆိုလက်ရှိမှာနွားရမိုးထုတ်အားရှုပ်ပြီးမပဲအိတ်ကိုဖိထားတဲ့နှင်းမောင်ရဲ့ခေါင်းအားရိုက်လိုက်ရ
အားနဲ့မောင်းတဲ့အော်တနဲ့အတူသွေးများဖြာကြလာတယ်။အဲဒီမြင်ကွယ်ကိုမြင်ရတဲ့တာရင်မှာတဲဖြူပြီးဖွားနေရကိုပြောတော့ပဲအိမ်သို့ပြန်လှည့်ပြေးလေတော့တယ်။တဲဖြူရဲ့နာကျင်လို့အော်ဟစ်တန်ကညင်သွားကြပါပြီ။လက်သေးတောင်ကလေးနဲ့အကြီးလာပါဝင်တခြားမျိုးသမီးရဲ့ဝမ်းသာအားရပြောတဲ့စကားသံများကကလင်းကိုတန်းတဲ့အတူမိနေကန်လေးတွေမှလွင့်ပြန်လာတယ်။ဟဲ့တဲဖြူကြည့်ပါဦး။ယောက်ျားလေးဟဲ့လူကလည်းလှပါတော့အမေကချော့အဖေကခန့်ဆိုတော့ကလေးကပြောစရာမရှိပါဘူးတော့။ဟုတ်ပါကျုပ်မီးလေးကချစ်စရာလေးနော်အမကြီး။အေးဟဲ့မလာရဲ့နင်းမီးကလူချောလေးပဲ။အခန်းလေးတွင်းမှာဝိပါကစားကလေးကချီမွန်းနေစဉ်အိမ်ဝင်းပြင်မှာအိမ်ထဲသို့သားအေးအော်ကြီးဟစ်ကျနဲ့ပြေးဝင်လာတယ်။အရှိနာမတက်ဖြူတာအေးအော်ကြီးကအိမ်ထဲဝင်လာပြီးမိနေကန်းနာရောက်အထဲဝင်မဲ့ပြုတ်စဉ်အိမ်ပေါက်ဝါမှအမျိုးသမီးတူကတားလိုက်တယ်။ဟဲ့တာအေးနေဝင်လို့မရဘူး။အဲ့လိုတားလိုက်တဲ့အခါတာအေးကခြေထောက်နဲ့လေတန်းနဲ့အရှိနာသားတွေမတက်ဖြူယောက်ျားကိုနေမောင်ကိုလဲရမိုးထုတ်ကြီးနဲ့ရိုက်နေရတိတ်ပြီးလားမသိဘူး။ကိုနေမောင်ကောင်းမှသွေးရည်နဲ့လှုပ်ပါဦး။တာရဲ့စကားဆုံးမှာတော့မိနီကလေးတွင်းမှာတက်ဖြူရဲ့အော်တနဲ့တူအကြီးလာနဲ့တခြားမျိုးသမီးများရဲ့အတန်းကပေါ်လာတော့တယ်။အမေကိုနေမောင်တက်ဖြူစိတ်ရေးချသမီးစိတ်ရေးချအဲ့ဒီတော့တန်များနဲ့တူတက်ဖြူရဲ့အုံးဟင်ကိုတန်းကအခန်းလေးထဲမှာကျေလောင်စွာထပ်ပေါ်လာပါလေတော့တယ်။မိနေရဲ့ပြောစကားများကိုကြံတဲ့လူ၃ယောက်ကစိတ်ပါဝင်စားနဲ့နားထောင်နေပြီးအဲ့ထဲမှာဦးဖိုးဝေကသွေးလူသားတို့နဲ့လမ်းသွားတာဖြစ်မယ်။ဟုတ်မယ်ဆရာကြီး။ဒါနဲ့နှင်းမောင်ကဘလို့ဖြစ်သွားလဲ။ခေါင်းခွေသွားရဲ့ဆရာကြီးမြို့ကိုရွာလူကြီးကလိုက်ပို့ထားတယ်။စီးအောင်တက်နေတော့သူ့ကလေးတောင်မရသေးရမဟုတ်ဘူး။ဟိုနှစ်ယောက်ကအရေးမယူဘူးလား။နှင်းမောင်ကသူ့မိမကိုစိတ်မချလို့အရေးယူဖို့နေရတာသူ့ယောက်ျားတွေကိုအိမ်တင်းပြန်ခိုင်းတာတယ်။အသက်မသေးတာကံကောင်းတာပေါ့။ဦးဖိုးဝေတို့ကလည်းအချိန်တန်တဲ့ကြားတဲ့အခါအိရှိလေးဖြစ်တဲ့ညဝင်းနဲ့မိနယ်ကိုနှုတ်ဆက်ပြီးလက်လောက်တောင်ပေါ်သို့ပြန်သွားကြပါလေတော့တယ်။ရာရှိပိုင်းမှာရှိတဲ့ပြောကဆရာဦးစံတင်အိမ်မှာတော့ကိုလင်းနဲ့ကိုကျော်ရောက်ရှိနေပြီးသူတို့ရဲ့ဆရာကြီးဟာဆရာကြီးကျွန်တော်တို့အမေရဲ့လှုပ်တောင်ပေါ်ကလူကြီးကတော့အပမထုတ်ပေးဘူးဟုတ်လားဟုတ်တယ်အဲ့တော့ဆရာကြီးပဲထုတ်ပေးပါငါကတခြားရကလာပင်ထားတာရှိတယ်ညရီသွားရမှာမင်းအမေကလည်းငါ့ကိုကြုံဟမ်းရှိလေတော့မင်းတို့ပဲထုတ်ပေးလိုက်ကြပါလားကျွန်တော်တို့ဖြစ်ပါမလားဖြစ်ပါတယ်ငါစီးချင်လို့ပေးလိုက်မယ်မင်းတို့အဲ့ဒါနဲ့အမောက်ပြောကောင်ရိုက်ပြီးထုတ်ချင်ကျွန်တော်ညီမကိုရိုက်ရမှာလားဟာငါစောနဲ့ငလင်းရမင်းညီမကိုရိုက်တာမဟုတ်ဘူးမင်းညီမဘာမှဖြစ်ဘူးသူ့ကိုပူကန်နေရဲ့အမောက်ပြောကောင်ကိုထိတာကိုလင်းနဲ့ကိုစောလဲဦးစံတီရဲ့ပြောစကားကိုနားလည်ဟန်နဲ့ကောင်းချိန်လိုက်ပြီးဦးစံတီဘေးရဲ့စိတ်ကြံလုံးလို့ပြောတဲ့အစ်စ်ပိတ်ဝါးချိန်တစ်ခုကိုယူပြီးနှစ်ယောက်သားအိမ်သို့ပြန်သွားကြပါလေတော့တယ်အကြီးလာရဲ့အိမ်မှာလူများပြန်လဲဆွေးအောင်နေလေတယ်အကြောင်းကအကြီးလာရဲ့သားနှစ်ယောက်ကသူတို့ရဲ့နှမဖြစ်သူကမကောင်းဆိုးဝါးပူကန်နေရလို့ယုံကြည်နေရကြောင်းအဲဒီမကောင်းဆိုးဝါးအမောက်ပြောကောင်ကိုနှိမ့်ထုတ်ပဲဖြစ်တဲ့အတွက်ဖြစ်ပါတယ်နေကဝလူလူချိန်မှာတဲဖြူနားမရှိတဲ့ကိုလင်းကဥဆန်တင်ပေးထားတဲ့ချိန်လုံးအားဒေဘော်တဝင်းနဲ့နှမဖြစ်သူကခက်ထန်မှာကြောက်ရည်တန်ပြေစကားဆိုရင်ဟဲ့မကောင်းဆိုးဝါနေပါလို့ကျွန်တော်ငါနှမကိုလည်းဝင်နေရလေပြီးရောတေဒီအကောင်တော့ငါပြောနေရမခံလေးစားလုံဝင်သလားတဲဖြူကသိဆန်အော်ဒန်တော့ပြုတ်လို့ရနေတယ်ကိုလင်းကလည်းစိတ်မရှိဖြစ်ကတဲဖြူရှိကျိုင်းမှာခင်းထားတဲ့ဖြာပေါ်တော့ချိန်လုံးနေရိုက်ပုံနေရင်အကြီးလာကတဲဖြူနာသွားပြီးတပိဖြစ်သူကိုဖတ်ထားလိုက်တယ်။တို့ရင်မဲ့သတိလို့ကိနေရဲ့တဲဖြူကမိခင်ကိုမှတ်ပြီးရိုင်းပြစာပြောပြီးတွန်းထုတ်လေတယ်။ဟဲ့ဖွာကြီးငါအနာနဲ့ဘာလို့ထားလဲသွားစမ်း။တမိစိတ်ထိန်ပါဦး။အဲ့ညတော့စကားကိုတော့ပြောဆိုနိုင်သူမှအကြီးလာဖြစ်ပါတယ်။တဲဖြူရဲ့အားပါတဲ့တွန်းထုတ်မှုကြောင့်အကြီးလာကျိုင်းမို့လဲလေတော့တယ်။မိခင်ဖြစ်သူကိုတွန်းထုတ်လိုက်တာကြောင့်ကိုလင်းပို့ပြီးဒေါသထွက်ကနေငါညီမကိုပါဝင်ပူပြီးငါအမိကိုပါရလုတ်တယ်ပေါ့။တွေ့ကြသေးရပေါ့မကောင်းဆိုးဝါကောင်းရကိုလင်းကချိန်လုံးကိုလေးပေါ်မြှောက်လိုက်ပြီးအားပါတဲ့ရက်ချက်ဖြစ်ပြပြပြထိုင်နေတဲ့တဲဖြူရဲ့နောက်ကျောနဲ့ပေါင်ညံများကိုရိုက်လေတော့တယ်ဗက်ဆက်မှာလေထွက်သားသားမကောင်းဆိုးဝါခုထွက်ငါနာရင်နော်ငါနာနေပြီနော်အသားနာကြရင်ထွက်မထွက်ဘူးငါအသားရင်နာနေပြီမရိုက်ပါနဲ့တော့အရိုက်မခံကြရင်ငါညီမကိုလေးကထွက်စမ်းတဲဖြူကအန်ကိုချိတ်လို့မျက်လုံးများနေရဲကသူ့မမရိုက်ဖို့တောင်းဆိုနေရင်ကိုလင်းကလည်းသူမရဲ့နှမဖြစ်သူရဲ့အမှုကြောင့်မှန်တာကိုမကောင်းဆိုးမထွက်သေးဘူးထင်နဲ့ဆက်ရိုက်နေလေတယ်။အခြေပေါင်းများစွာကိုပြောဆိုရိုက်နေပြီးချိန်တဲဖြူကထိုင်ရမှလဲကြောက်သွားလေတော့တယ်။အဲဒီခါသမီးဖြစ်သူအနီးတော့အကြီးလာသွားရောက်ကသမီးဖြစ်သူကိုထွေးပွေထားရဲမှာသမီးဘလို့ဖြစ်ရလဲကွယ်။ဘာမှဖြစ်လာပါအောင်မေကျွန်တော်တင်မကောင်းဆိုးထွက်သွားလို့မေ့သွားတာထင်နေ။နေရက်လို့မေ့ရအောင်ဖြစ်တိုင်းဘူးလား။အမေကလည်းဗျာကျွန်တော်ကမကောင်းဆိုးကိုရိုက်တာပါ။အမေသမီးကျွန်တော်နှမကိုမထိပါဘူး။အကြီးလာကလည်းတဲဖြူရဲ့ထိုးဆန်းပြုတ်မှုများကြောင့်ပြောကလူသာသူလက်သက်ခါလိုက်တယ်
အဲ့ဒါကြောင့်သားများကိုမတားမိတော့ဘူးသားများကလည်းသူတို့ရဲ့နှမလေးရချစ်တာကိုသူ့မသိသောကြောင့်ဖြစ်ပါတယ်တဲလူကမိမျောနေရာမှာမျက်လုံးလေးဖွင့်လာပြီးမိခင်ဖြစ်သူကိုကြည့်ကမင်းတားလီရောတမီတတိရလာပြီလားရှိတယ်ဘေးမှာနှုတ်တိုင်းနေရဲ့တမီယောက်ျားရောမေသူလာတော့မှာပါဆေးရုံကနောက်2ရက်3ရက်လောက်ဆိုရင်ဆင်းလို့ရပြီလို့လူကြုံနဲ့ပြောတယ်တမီဟုတ်လားအကိုတားလေးကိုမရသေးဘူးပေါ့နော်မကြခင်တော့မှာပါတမီရဲ့ဟုတ်ကဲ့အမေအခုတမီဘာဖြစ်တာလဲကိုရီလက်တွေလည်းနာနေရဲ့အမေရဲ့ဘာမှဖြစ်ဘူးတမီလေးရဲ့အခုအကုန်လုံးကောင်းသွားပြီနော်တမီအိတ်ချင်နဲ့အခုတမီကလေးလေးကိုခေါ်ပေးပါလားအမေစိတ်ချတမီအမေခေါ်ပေးမယ်နော်အားရင်နေလို့နဲ့အတန်လေးဖြစ်ပြောနေတဲ့တက်ဖြူကလူတွေအောင်းရီကြည့်နေကြတယ်အဖထုတ်ပေးလိုက်တဲ့ကိုလေးနဲ့ကိုစောလည်းအထင်မသေးရတော့ဘူးအဲ့ရုံနဲ့အကြီးလာအိမ်မှာပြုတ်လို့တဲ့အမောက်ပြောကနေတာကအောင်မြင်တယ်လို့လူအများလက်ခံသွားကြလေတော့တယ်ကျင့်စီကြင်ကြံပြီးတာကြောင့်တဲအိမ်မှာထိုင်နေတဲ့သူရိယာအားဥဖိုးဝေမှာခေါ်ပြီးစကားပြောနေခြင်းဖြစ်ပါတယ်လူလေးသူရိယာဂျာပါမင်းလည်းထိုက်တဲ့ပညာရေးရှာနေပြီနောက်ပြီးလူလေးကကောင်းကောင်းကြင်ကြံထားတော့အဖအလုပ်တစ်ခုခိုင်းနေတယ်ဟုတ်ကဲ့အဖခိုင်းပါမင်းကြာကရရဲ့တင်ချမ်းကိုခုညနေသွားခွင့်ဟုတ်ကဲ့အဖကျွန်တော်ဘာလုပ်ပေးရမလဲအဲ့ဒီတင်ချမ်းမှာဈေးရရှိရမဟုတ်လားရှိတယ်အဖကျွန်တော်ရွာရဲလို့လားသွားဝယ်ရင်အမျက်ဝယ်ထိုင်ဖြစ်တယ်မင်းအဲ့မှာထိုင်ပြီးမမြင်အပ်တဲ့သူတယောက်ကိုသွားတွေ့ခွင့်အဖမလိုက်ဘူးလားမလိုက်တော့ဘူးလို့လေသူပြောတဲ့စကားကိုသိချာနားထောင်ခဲ့ဘလို့ပရလောကသားနဲ့တွေ့ရမှာလဲပါလူလေးတွေ့ရင်သိပါလိမ့်မယ်အဲ့ဒီချက်ကိုသွားရင်မီရှူသွားအောင်ကွယ်ဟုတ်ကဲ့အဖကျွန်တော်နေဝင်သားနဲ့သွားလိုက်ပါမယ်အေးလူလေးဥဖို့ရေကသူရိယာအဲ့ဒီမြစကားကိုဆိုပြီးတဲပေါ်မှာစီကလက်လောက်တောက်ထိတ်မှရှိရဲ့ဖြောက်စိတ်ပင်ကြီးစီတို့ရှောက်သွားပါလေတော့တယ်ကြာကန်ရရဲ့တင်းချိုင်းကတိတ်ဆိတ်ရင်းသက်သာတရှိနေပါတယ်နေတော့ကတောင်ဆဲတို့ငုတ်ရှိုပြောက်ွယ်သွားပြီဖြစ်ပါတယ်တင်းချိုင်းရဲ့ဈေးရအိုတို့လူငယ်လေးတစ်ယောက်တက်လာပြီးဈေးရပေါ်တို့ထိုင်နေတယ်အမောင်တို့ကတဖြည်းဖြည်းကြီးဆိုးလာပါလေရောအဲ့လူငယ်ကအစ်စ်မလာတဲ့မိရင်ကိုတက်သားမိချီလေးဖြစ်ထုတ်လိုက်တော့တယ်မိရင်ရဲ့လင်းရောင်ကအဲ့ဒီဈေးလေးဝင်းကျင်တို့ဖြန့်ကျက်နေပါလေတော့တယ်အဖကတော့ငါ့ကိုဘယ်သူနဲ့တွေ့ခိုင်းတာလဲမသိဘူးငါတမာရီတီဗီတင်းချိုင်းဝင်းကျင်ကိုကြည့်လိုက်ပါအောင်မေအဲ့ဒီလူငယ်လေးကတယောက်တည်းယူရင်တင်းချိုင်းကိုကြည့်လိုက်တယ်အခုတကြီးစားရှိနေတဲ့လူငယ်လေးမှသူရပါပဲသူကတမာရီကိုတီဗီတင်းချိုင်းကိုကြည့်လိုက်ရာသူ့ရဲ့မိအိမ်မှာမီးရောင်ဖျားကြနေတဲ့နေရာများမှာပုံစံမျိုးစုံထားတဲ့ပရလောကသားများကဟိုတီယိုသွားနေကြတယ်တချို့သောသူများကသူ့ဟာစိုက်ကြည့်နေပြီးတချို့သောသူများကဆေးရနာကိုထီလာကသူ့ဟာစိုက်ကြည့်နေကြတယ်အဲ့ဒီပုံစံစုံထားတဲ့ပရလောကသားများထဲမှာနတ်မောင်တဲ့စပီရှိကြီးကိုဖျားချပြီးဖြူခန့်ရဲ့မျက်နှာအဖြူမရှိမဲရောင်သာရှိရဲ့မျိုးလုံးနဲ့အဝါရောင်ထမိန်မှအထက်စီကြီးကိုရင်းချထားသလိုခေါင်းမှလည်းခေါရမ်းပန်းနေနေကြီးတပွေအားပန်ထားသေးရဲ့အဲ့ဒီနောက်ဇေယနာတို့တဖြည်းဖြည်းတိုးကလာတယ်ဇေယနာကိုတိုးကလာချိန်မှာတော့စင်းငင်ဦးလိုက်တဲ့ခွေးတံများကပဝေးစီတစ်ခုလုံးလွှမ်းဆုံသွားလေတယ်အဲ့ဒီနောက်သူရိယရဲ့မလန်မကန်မှရက်ကကွဲရ6ကတ်နေတဲ့တန်ကြီးဖြစ်စကားဆိုတယ်ကောင်းလေးနေငါလည်းလို့တောင်းမကလားဟုတ်ပါတယ်ခမရကဘာလို့လဲမဖဲဝါဆိုတာငါပဲကြားဦးတာတာပြီးမဖဲဝါနဲ့ကုမတွေ့ရတယ်နင်ဘာကိစ္စလားလဲမသိဘူးအဖကလွှတ်လိုက်တာနင်ငါ့ကိုမကြောက်ဘူးလားမကြောက်ပါဘူးကျုပ်ကဘာကဒီကိုဘာလို့လွတ်ထားလဲပဲသိချင်နေဆရာကြီးကအเจ้าရှိပဲနဲ့တော့နင့်ကိုလှတ်မှာမဟုတ်ဘူးငါစီကဘာသိရမလဲမေးရထင်နေဟုတ်မေးထင်နေအဲ့ဒါဆိုဆရာကြီးကိုပြောလိုက်ပါတင်းချိုင်းဘေးကဘတော့ပင်ကဒီရပိုင်းလူစားလဲမယ်လို့မဖေးဝါကအဲ့မြောက်သောစကားကိုဆိုပြီးသူရိယာကြောက်ခိုင်းလို့လှည့်ပြန်လေတယ်ရှီလဲနဲ့မောင်လာတဲ့စပင်းကြီးကချင်းမျက်စိထီအောင်ထိလို့မတက်ပင်ဖြစ်တယ်မဖေးဝါမောင်လေးတို့ဝင်ရောက်ပြောက်ွယ်သွားကမှသူရိယာကမိရင်ကိုရှုပ်ပြီးဇဲထဲမှာအထက်ကလက်လုံတောင်းစီတို့ချီဦးလက်လိုက်ပါလေတော့တယ်သူရိယာပြရောက်ချိန်မှာဥဖိုးဝေတဲပေါ်မှာထမင်းစားရန်စောင်းနေရဲ့အဲ့နောက်ဥဖိုးဝေကတဲနာရောက်လာတဲ့သူရိယာအားသူလေရေးလေးမိုးလေးချိုးလိုက်ကွာအဖထမင်းစားကိုစောင်းနေမယ်ဟုတ်ကဲ့ပါသူရိယာကတဲမှာပစိုးတဲ့ကိုယူပြီးတောင်းအောင်ချီချီရင်းစီတို့ထွက်သွားပါလေတော့တယ်တောင်းအောင်ကြမှာသူရိယာပြန်နေရောက်ရှိလာပြီးအင်းကြီးတကယ်ကိုဝတ်လိုက်ပြီးထမင်းစားရန်စောင်းနေရဲ့ဥဖိုးဝေနောက်မှာထားလိုက်တော့တယ်သူလေစားဟုတ်ကဲ့ပါနှစ်ယောက်သားတန်ကြာစကားပြောပြပဲထမင်းကိုသာစားနေလေတယ်ထမင်းစားပြီးရဲ့အခါဥဖိုးဝေကစကားဆိုလာတယ်လူလေးအချိန်နေပြောပါဦးမဖဲဝါနဲ့တွေ့ခဲ့တဲ့ပါသူကဘာပြောလဲလူလေးဒီအပိုင်းတွင်တင်ချိုင်းနာကဘလောက်ပင်လူစားလဲမယ်လို့ပြောတယ်ပါနက်ဖြန်ညအဘတို့အတွက်အလုပ်တစ်ခုပေါ်ပြီပေါ့သူရိယာကဥဖိုးဝေစကားကိုတိတ်တော့နားမလဲဘူးဆရာဖြစ်သူအလုပ်ပေါ်ကြီးလို့ပြောတာကအကြောင်းမဲ့တော့မဟုတ်နိုင်ဘူးဆိုတာသူသိရဲ့ဒါကြောင့်နက်ပြန်ဘာလို့ရမလဲလို့သာသူရိယာတွေးနေမိပါတော့တယ်
တိတ်ဆိတ်ကြီးတဲ့နေတဲ့ပတ်ဝန်းကျင်ကတစ်ချက်လေးတိုက်တာငါလွယ်ပြီးဘလို့တမ်းမှမရှိကြီးမားမြမောသာရှိနေတဲ့ဗရောက်ပင်ကြီးရဲ့အောက်မှာဥဖိုးဝင်တဲ့သူရိယာမီးရင်တယောက်တိန်စီကင်ထားပြီးဗရောက်ပင်ကြီးကိုရှက်ပြီးတော့မော့ကြည့်နေကြတယ်။အဲဒီနောက်ဥဖိုးဝေကသူ့ရဲ့လက်ရလက်ဖြင့်ဗရောက်ပင်ကြီးရဲ့ပင်စီကိုလက်ညှိုးထိုးလိုက်ကဒီမနေရဲ့သူအခုငါရှိရောက်လာစမ်းဥဖိုးဝေရဲ့တန်နဲ့မရှိမနာဗရောက်ပင်ကြီးရဲ့အကိုင်းခံများကလင်းတိုက်ပါပဲလှုပ်ရမ်းနေလေတော့တယ်။အဲဒီချင်းရောင်ကိုမြင်တဲ့ဥဖိုးဝေကတောက်တစ်ချက်ကိုကျဲလောင်သာခောက်ကငါစကားကိုနားထောင်မယ်နေဝစ်နေပေါ့ဒီအပြင်ကကောင်ငါရှိကလွယ်ပြီးကျန်တဲ့နေရာမှာရှိနေပါကငရေမိတမျှပူစီဥဖိုးဝေရဲ့ခက်တဲ့အတမ်းဆုံးရင်ဗရောက်ပင်ပေစီကြီးပေါ်မှာကက်လက်ပြတ်ပတ်တဲ့ရက်ပြီးလမ်းလျှောက်စင်လာတဲ့နနာဘွားတကောင်ရဲ့ရုပ်သိမ်းကဥဖိုးဝေနဲ့သူတို့ရဲ့လက်မှာမိရင်နှစ်ခုရဲ့လင်းရောင်ကြောင်းကောင်းစာမြင်နေကြတယ်အဲဒီနနာဘွားရဲ့ဥကောင်ကသူ့ရဲ့ကုန်းပေါ်မှာကျိုးပြီးတင်နေကလက်တို့ကလည်းနောက်ပြန်လင်းပြီးကျိုးနေရဲ့ပစိုးကိုကြောင်းကြိုက်ထားကမြစ်သေးရဲ့အင်ကြီးကိုဝတ်ထားတယ်ပခုံးပေါ်စကြိုးကျနေတဲ့ဥကောင်ကြီးမှာမဲနဲ့ဟောက်ပတ်နေတဲ့မျိုးလုံးတို့မှာအနီရောင်သွေးတို့ကအောက်သို့ဆက်ကြားနေရဲ့အဲဒီနနာဘွားကဗရောက်ပင်ကြီးရင်အရောက်မှာတော့နတ်မောင်းနဲ့အခိုးငွေများတစ်ထောင်ထောင်ထားလာပြီးဥဖိုးဝေတို့ကဆောက်ကပ်အကွက်နေတဲ့တန်ကြီးဖြစ်ငါပင်အောက်လာပြီးငါ့ကိုခေါ်နေရသိကျင်လို့လားဟဲ့တပည့်နင့်အစင်နဲ့ငါ့ကိုသိကျင်လို့လားလို့ပြောဝင်သလားဒီလူတွေကတော့သိကျင်ပြီနဲ့တူတယ်အပြောကြီးရဲ့တပည့်တူးထောင်ဆက်ဟဲ့ဥဖိုးဝေကဗရောက်ပင်ပေါ်မှာဆင်းလာတဲ့တရဲတပည့်ကြီးကလက်ညှိုးထိုးလို့ဒူးထောင်ရအမိတ်ပေးလိုက်တယ်တို့ရင်မဲ့လို့တပည့်ကြီးကတူးမထားဘူးအဲဒီကဥဖိုးဝေကပို့ပြီးတော့မထတဲ့တန်တယ်အော်ဒင်းကငါကလူနာထားပြီးအေးဆေးပြောနေရကိုပမမခန့်လက်ဝင်တယ်ပေါ့အခုဒူးထောက်စီဥဖိုးဝေရဲ့ဒူးထောက်စီဆိုတဲ့လက်ညှိုးထုတ်ပြီးစိတ်ခိုင်းလိုက်တဲ့တန်နဲ့မရှိမနှောင်းတပတ်ကြီးရဲ့ခြေတကောင်းများရွှေရောင်လေးနဲ့တခုရိုက်လိုက်တဲ့ပုံစံဝင်းလက်သွားတယ်အဲဒီခါမှတပတ်ကြီးကမြေမှာဒူးထောင်နေလေတော့တယ်မင်းတို့ငါ့ကိုအနိုင်ကျင့်နေရလားဟဲ့တပတ်ငါကောင်းကောင်းပြီးအောင်ဖြည့်စမ်းမိမိတိုင်းငါဖြည့်ရမှာလားအခုထိမိုက်ကန်းနေတဲ့တပတ်ခေါင်းကိုငရေမိနဲ့ရှို့လိုက်ရဥဖိုးဝေကသူ့ရဲ့လက်ညှိုးကိုတပတ်ကြီးရဲ့ဥကောင်ကိုချိန်ရပြီးပြောလိုက်တယ်။လက်ညှိုးထိတ်မှလည်းမိများကနဲငယ်တောက်လောင်သွားရာတပတ်ကြီးလည်းပြောတဲ့ဖြစ်ကဆရာကြီးရဲ့ဆောင်းကိုမသိလို့ပပမခန့်ပြုတ်မိတာတောင်းပန်ပါတယ်။ငရေမိစာမျက်နှာနဲ့အချိုးပြောင်းသွားပြီလားဟဲ့။မသိလို့မိုင်းမဲမိပါတယ်ခွတ်လို့ပါ။အေးဒါဆိုငါမိတာမှန်တိုင်းဖြေစမ်း။ဟုတ်ကဲ့ပါ။နင်းကဒီပင်ကနေထွက်သွားပြီးတခြားတရားကိုလူစားထုတ်မလို့ဆိုဟုတ်ပါတယ်။အေးအဲ့ဒါကိုလက်လျှော်လိုက်။အခုနှစ်နေရဘယ်သူမှအဆောင်ထိုးနိုင်ဘူးဥဖိုးဝေကအဲ့လိုပြောလိုက်ချင်းတပတ်ကြီးကခဏညင်သွားပြီးအဲ့နောက်ဒါတော့ဖြစ်နိုင်မအောင်ဆရာကြီးဘာလဲနင်းကငါစကားကိုပေးချရလားမဟုတ်ရပါဘူးဒီကိစ္စကမဖွဲဝါခိုင်းနေတဲ့လောက်ရတာမလို့ကြုံမတက်နိုင်ပါဘူးအော်အဲ့လိုလားဥဖိုးဝေကတပတ်ကြီးပြောတာကိုနားလည်သွားဟန်နဲ့လက်မကိုင်းထားတဲ့မိရင်ကိုသူရိယာကလိုက်တယ်လူလေးဒီမိရင်ကိုကိုင်းထားကွယ်ထောက်ခဲ့ပါအဲ့နောက်ဥဖိုးဝေကလက်နှစ်ဖက်ကိုပုတ်တက်လိုက်ပြီးလက်ဖြောက်တစ်ချက်တီးလိုက်ကကဲတင်းချိုင်းဆောင်မဖဲဝါငါရှိအခုချက်ချင်းရောက်စေဥဖိုးဝေရဲ့ခေါ်တံပြီးချိန်ခွေးဥတမ်းများပေါ်ထွက်လာပြီးဗရောက်ပင်ကြီးနောက်မှာမဖဲဝါကမီးရင်လင်းရောင်အောက်မှာထင်းရှားဆောင်ပေါ်ပေါက်လာတယ်တပတ်ကြီးရဲ့ဘေးမှာရက်လိုက်ပြီးဥဖိုးဝေနဲ့သူရိယာကြီးကဥဖိုးဝေကစကားဆိုလာတယ်စေတလုံးမိုင်ရှင်ဆရာကြီးကျမကိုဘာကြောင့်ခေါ်ရပါသလဲဒီဘေးမှာလူစားထိုးမယ်ဆိုတာနှင်ခိုင်းတာပြောတယ်ဟုတ်လားဟုတ်ပါတယ်နေကဘသူနဲ့အစားထိုးဖို့ကြံနေတယ်လေမဖဲဝါပြောစမ်းရော်ရဲကမကြခင်သိမဲ့သူနဲ့ပါဘာတူလဲအဲ့ဒါတော့ကျွန်တော်မျိုးမှလည်းသိချောင်းမသိပါဘူးတရရောက်သိမဲ့ဆိုတာပဲသိပါတယ်အေးနင်လူစားထိုးမဲ့တော့ရက်ကိုရက်စေခြင်းနဲ့ရက်လို့မရပါဘူးဆရာကြီးဘာလဲငါစကားကိုနားထောင်တာလားမဟုတ်ပါဘူးဆရာကြီးညပန်းနှိမ့်ဆက်လဲခိုင်းရမှာပါပဲကံကိုကျွန်တော်မျိုးမှပြောင်းလဲနိုင်စရာမရှိပါမဖဲဝါရဲ့စကားကြောင့်ဥဖိုးဝေကခဏစဉ်းစားကဟုတ်ပြီသားပဲဒီရေးကမဘွားတို့နဲ့မဆိုင်ပေဘူးကျုပ်တွေးတာလွဲသွားတယ်မဖွားကပြောတဲ့ကံဆိုတာကံမကိုပြောတာကံဆိုတာအလုပ်ပါပဲအဲ့တော့ကျုပ်တို့မကောင်းတဲ့ຢာတွေမဖြစ်အောင်ကြာခါရတွေကထုတ်ကိစ္စတွေကိုတားရအောင်ပဲပေါ့မဖွားတို့လည်းသွားနိုင်ပါပြီဥဖိုးဝေကမဖွားနဲ့တပတ်ကြီးကိုသွားကြပြလိုက်တယ်မဖွားကဥဖိုးဝေရလက်ကိုချိပြီးမတ်တဲ့ရက်ဥချာကလှည့်ပြီးထွက်သွားသလိုတပတ်ကြီးကလည်းတပင်ပေါ်သို့ကက်လန်ပြက်လမ်းလျှောက်တက်သွားပါလေတော့တယ်အဲ့ဒီခါမှဥဖိုးဝေကသူတို့ရပဲလှည့်ကလူလေးကျုပ်တို့တားရမှာလွဲနေပြီတကယ်တားရမှာကရွာတွေကလူတွေကိုလူလေးဥဖိုးဝေကသူတို့ရကိုင်းမေးထားတဲ့သူ့ရဲ့မိရင်ကိုပြန်ယူကသူတို့နေထိုင်ရာလက်လုံတောင်တို့ပြန်ရစ်သွားပါလေတော့တယ်။နက်ခင်းလေးရောင်ကလောကကြီးကိုတာဝန်ကြီးဝန်စားလေးရောင်စတင်ပေးစမ်းနေလေပြီ။အဲဒီရောင်ကြီးနုလေးများကကြာကန်ရွာပေါ်သို့ထုံးလင်းနေပြီးတာယာသောနေလေးဖြစ်စီရန်အစပြုလျက်ရှိရဲ့။ကြာကန်ရွာလယ်မှာရှိရဲ့
လဲလန်းပေါ်မှာတော့ဥဖိုးဝင်နဲ့သူရိယလမ်းလျှောက်လို့နေတယ်သူတို့နှစ်ယောက်ဥတီရဲ့နေရာမှာရွာထဲရှိအကြီးလာအိမ်တို့ဖြစ်ပါတယ်မကြာလာတဲ့အချိန်မှာအကြီးလာရဲ့အိမ်ဝိုင်းတွင်သို့ဆက်ရောက်လာပြီးဖြစ်ပါတယ်အဲဒီနောက်သူရိယရဲ့အတန်ကထွက်ပေါ်လာတယ်အကြီးလာရှိလာပြဘယ်သူလဲကွယ်ကျွန်တော်သူရိယပါအဖရောပါတယ်ခင်ဗျာအော်ဆရာကြီးတို့ပါလားကြောက်ပါရှင်ကြောက်ပါအကြီးလာကဥဖိုးဝေတို့ဟာဝမ်းမြောက်စွာနဲ့ခီးဦးကြိုပြတယ်သူမကအိမ်လေးပေါ်သို့ရှင်တက်ကဖြာကြောတစ်ချက်ကိုအိမ်ဦးကမှခင်းလိုက်ပြီးဆရာကြီးတို့ထိုင်ပါရှင်ကျမရင်းနှီးနဲ့မနဲ့စာလုပ်လိုက်အောင်မေအလုပ်တွေများနေပါမယ်အမကြီးကျုပ်ကလူနာလာမိတာပါမဟုတ်တာရှင်ဆရာကြီးတို့ရောက်တော့ရောက်ခိုင်းအဲဝေပြုပြရစီအရင်တစ်ခါကဘာမှအဲဝေမကြုံပြခဲ့ရဘူးအခုတခါတော့အဲဝေကြည်ပြရစီဆရာထထသာအဲဝေပြုကျင်နေရဲ့အကြီးလာရဲ့ဟန်ဘတ်ကြောင့်ဥပဝေဆက်ပြီးညင်းဖို့ကမတတ်နိုင်မကြလာတော့အချိန်မှအကြီးလာကလင်မတစ်ချက်ကိုတည်လာတယ်အဲဒီလင်မထဲမှာတော့ရင်းနှီးချောင်းနဲ့ရင်းနှီးပကံများနဲ့တူကောင်းချင်းငချီပေါင်းမှာပါလာသေးရဲ့အဲဒီလင်မဥပဝေရှိမှချလိုက်ပြီးဆရာကြီးရင်းနှီးချောင်းနဲ့ကောင်းချင်းမောင်လေးသုံးဆောင်ပါဦးအကျော်ကတော့တားကြီးကောင်တားဝဲနေလို့ခဏဆောင်ပါဦးအမကြီးနဲ့ကျုပ်တို့လာမှအလုပ်တွေရှုပ်နေပါရဲ့ဗျာဟုတ်တာဆရာကြီးရဲ့ကျမတို့တော့အပန်းမကြည့်ပါဘူးဥဖိုးဝေနဲ့အကြီးလာစကားပြောနေစဉ်အိမ်မော်တို့အကျော်တို့ကိုဆွဲလို့အကြီးလာရဲ့သားဖြစ်သူကိုလင်းအိမ်မော်တို့တက်လာတယ်အဲဒီနောက်အကြီးလာအားအမေအကျော်ရပြီအမေကိုပြီးမြို့ကြောင်ထဲကပကံတစ်ချက်သွားရောက်လိုက်ဟုတ်မေကိုလင်းကမြို့ကြောင်ထဲဝင်သွားပြီးမကြောင်ပြီးပကံတစ်ချက်ကိုယူပြီးအကြီးလာကိုကမ်းပေးလိုက်ကမေကျွန်တော်ကြောင်ထဲသွားလိုက်အောင်မေတဲဖြူစားဖို့ဟင်းချက်စရာရှာလိုက်အောင်မေအေးကိုလင်းကကြီးလာခွေနောက်ကအိမ်မမဆင်းသွားတော့တယ်ဥဖိုးဝေကလည်းအိမ်မမဆင်းသွားရဲ့ကိုလင်းကိုကြည့်ပြီးအကြီးလာစကားဆိုလိုက်တယ်အမကြီးတားတယောက်ကမတွေ့ပါလားဟုတ်တယ်ဆရာကြီးသူကတော့ရဲသွားအိတ်တယ်လေမက်ပဲတွေစောင်းနေတာအော်ဒါနဲ့အမကြီးသမီးကအိတ်နေတော့ဆရာကြီးတိတ်ပြီးလို့ရှာလို့မရသေးဘူးထင်ပါတယ်ဘာဖြစ်လို့လဲဆရာကြီးအားနဲ့နေရထင်ပါတယ်ဆရာကြီးရဲ့အမကြီးရဲ့တမက်ကိုပြန်လာဖို့နေပြီလားဒီရဲ့ပိုင်းနဲ့ပြန်အောင်မေပြောတာပါပဲဆရာကြီးအထီကြတော့ကျမလည်းမသိဘူးအမကြီးရဲ့သမီးကျမကြီးကိုဂရုစိုက်ပါဟုတ်ကဲ့ပါရှင်ဂရုစိုက်ပါမယ်စားကြပါဦးအကြီးလာကကောင်းကျင်မောင်းပကံရှေ့သို့တိုးလို့အဲဝေပြလိုက်တယ်တို့ရင်မဲ့ဥဖဝေအဲဒီစားတော့ကိုစားတော့ခြင်းမပြုအကြီးလာကသာဆက်ပြီးစကားပြောလိုက်တယ်အမကြီးရဲ့သမီးကပြောကမဟုတ်ဘူးစိတ်ကြောင်ဖြစ်နေရအဲ့ဒါကိုပျောက်ကင်းအောင်တက်ချက်နဲ့တမတော်တွေနဲ့ကုသရမယ်အားတော်ညာပါဆရာကြီးရဲ့ပညာကိုထင်သေးရတော့မဟုတ်ကြပါဘူးတတိမမှုကိုမမျိုးလိုပဲအောင်မေးပါတယ်အခုကျမသမီးလေးကပုံမှန်ဖြစ်နေပါပြီမဟုတ်သေးဘူးအမကြီးကလေးမလေးမှာဘာပြောကမှကတ်နေရမဟုတ်ဘူးစိတ်ကြောင်ဖြစ်နေရကျုပ်ပြောတာရှုံးမှာသူ့စိတ်ထဲမှာကိုတခုဘူးကန်နေလို့ထင်နေတာနောက်ထပ်ထပ်ဖြစ်နိုင်လို့ပြောနေတာအခုမမစီချင်ဘူးဆရာကြီးဆိုရင်တော့ကျမသိပါတယ်ဒါပေမဲ့လက်တွေပြောက်ကင်းသွားတာပဲလေကျမသားရဲ့အလောက်ပညာတွေတက်နေမှမသိဘူးဆရာကြီးမဆိုရင်မနဲ့ကျမသမီးနေကောင်းသွားပါပြီအကြီးလာကပြောဆိုရင်းနှီးတမန်နဲ့စားစရာများကိုတောင်ဥဖဝေတို့ကစားပါလို့ပြောပြီးအဝေပြုတ်လေတယ်သူမရဲ့သမီးကောင်းဝင်သွားပြီလို့တချိချယုံကြည်နေရဲ့အကြီးလာဥဖဝေရဲ့ဘယ်လိုသောရှင်းပြပြောဆိုမှုအားလက်ခံမှာမဟုတ်ဘူးဒါကြောင့်ဥဖဝေကအကြီးလာနှုတ်ဆက်ပြီးပြန်ရန်သာဟန်ပြလိုက်တော့တယ်အမဒီကျုပ်တို့ပြန်အောင်မေဆရာကြီးဘာမှလည်းမစားပါလားစားပါအောင်မစားလို့ပါအမကြီးသမီးကိုသေချာကြီးဆိုင်ပါကျုပ်ပြောတာကိုမေ့ပါနဲ့တမတော်ကောင်းနဲ့အမြန်ပြပါဗျာဥဖဝေကအဲ့မှာတော့တကားဦးသားဆိုပြီးအကြီးလာရဲ့အိမ်ပေါ်မှာဆင်းသွားလေတယ်သူရိယကလည်းဥဖဝေရဲ့နောက်သို့လိုက်သွားတော့တယ်အိမ်ပေါ်မှာတော့ဥဖဝေတို့အားနောက်မှကျင်းနေရဲ့အကြီးလာရဲ့ရင်းနှီးနှမနဲ့စားကြများသာကြံနေပါလေတော့တယ်ဥဖဝေတို့အကြီးလာရဲ့အိမ်သို့သွားတဲ့ရက်က2ရက်ခန့်လုံးနေပြီဖြစ်ပါတယ်အခုမှတော့အကြီးလာရဲ့အိမ်မှာပြောကကူဝဲကဖြစ်နေပြန်ပါပြီတဲပြူကအရှင်နိုင်ပဲကြော့တော်များနဲ့တခြားတောင်စီရင်မြတ်စကားများကိုစွနေပြန်နေအဲ့ဒီတဲ့အကို2ယောက်ဖြစ်တဲ့ကိုလင်းနဲ့ကိုစောကတယောက်တည်းလေသူတို့ပြောကကိုရမှာတုံးတဲ့ချိန်နဲ့ရိုက်ပုံနေရဲ့ဟဲ့မကောင်းဆိုဟာနေဘာလို့ကျွန်တော်ငါညီမကိုတဲ့ပူကတ်နေရလဲငါတို့ကမခက်လေးစားလုပ်နေရပေါ့ကဲဟာငါနာလာပြီနော်မဆိုင်နဲ့ငါနာလာပြီနားရခုထဲဆရာကြီးပေးတဲ့စိတ်ကျင်လုံးဆန်းကိုနေခန့်နိုင်ရောလားတဲလူတတိလက်မိမျောသွားပြန်နေပြန်ပြီးတတိရလာရဲ့ကစိတ်ကကောင်းမှုဖြစ်နေပြန်နေရိုက်ခံထားရတဲ့တန်းကြောင့်မတ်တရရန်ပဲခက်ခဲနေလေရာမိခင်ဖြစ်သူကတွဲပြီးခန့်နဲ့ပို့ပေးရတယ်အခုနောက်ပိုင်းနေ့စဉ်ရက်ဆက်တဲဖြူကရိုက်ခံနေရတယ်နေ့တွေပါမကညတွေပါပြောကကိုနေရတယ်ရောင်မလူများကလည်းအထူးဆန်းလုပ်ပြီးမမြင်တော့တာကြောင့်သွားရည်လည်းမကြည့်ကြတော့အဲ့ဒီနဲ့တဲဖြူကနေ့စဉ်ရက်ဆက်ရိုက်ခံနေရတော့တယ်မိဖွားထားရဲ့တဲဖြူရဲ့ကိုခန္ဓာကယောက်ျားရဲ့မကြီး2ယောက်ရဲ့ရိုက်တဲ့အတိုင်းခံနိုင်မယ်လို့မထင်ဘူးအကြီးလာကတားဖြစ်သူများဥပဝေမှာတာကိုပြောတဲ့အခါတိုင်းတားများတဲ့စကားများပဲဖြစ်ပါတယ်အခုမှလည်းတားများတဲ့စကားများနေပြန်နေ
နင်တို့ကိုရီးယားမဟုတ်တော့ဘူးနော်ငါသမီးလေးလှုပ်တော့မလှုပ်နိုင်ဘူးသူကအစာသိမ့်ဝင်လို့ပါကျွန်တော်တို့ရိုက်တာညီမကိုမထိပါဘူးအဲ့ဒါဆိုရိုက်ထားရဲ့အစင်ရတွေနင်တို့မမြင်ဘူးလားအဲ့ဒါတော့နည်းနည်းတော့ထိမှာပေါ့ဗျာဆရာကြီးပြောသလိုမြို့တယ်ပြီးစီအောင်ပြမယ်ကုန်ရင်သလောက်ကုန်အမေကျွန်တော်တို့ညီမကိုကျွန်တော်တို့ကဒုက္ခရအောင်လုပ်ပါမလားဗျာအကြီးနာကကိုလင်းနဲ့ကိုသောတဲပြူကားချစ်တာကိုသိတာကတကြောင်သူတို့ခုလိုက်တဲ့အခါပြန်လည်ကောင်းမွန်သွားတာကတကြောင်ကြောင့်တားများရဲ့စကားများကိုလက်တင်ခံပြဖြစ်ပါတယ်အကြီးနာရဲ့တားများကိုယုံကြည်တဲ့စိတ်ကတဲဖြူတဲ့ဒုက္ခဖြစ်မှာကိုအကြီးနာတယောက်မသိနိုင်ခဲ့ကြာခိုင်ရလေးတို့လာရဲ့လမ်းဘေးမှာလူရဲတယောက်လမ်းရှောင်နေရဲ့အဲ့လူရဲကောင်းမှာတော့အဖြူအောင်ပတိကိုစီထားပြီးခေါင်းမှာထိခိုက်တဲ့ရရှိခဲ့တာဆိုတာသိနိုင်တယ်အဲ့ဒီကရွာနဲ့မလန်ကမှရှိရဲ့တင်းချမ်းကိုကြော်ပြီးရွာထဲဝင်တဲ့လမ်းမှာရွာထဲမှာထွက်လာတဲ့လူလေးယောက်နဲ့ဆုံလိုက်တယ်။အဲ့ဒီလူများကပေါတူတရင်ဂေါ်ပြားများကိုထမ်းလာကြတယ်။အဲ့ဒီလူများကရွာထဲသို့ဝင်လာမဲ့လူရဲအားတွေ့ရခါနှင်းမောင်မင်းပြန်လာပြီလား။ဟုတ်တယ်ကိုသားကြီးဒါနဲ့ပဲသွားကြလို့လေ။ဟိုမြေသွားတုမလို့ပါကွာ။ဘာဖြစ်လို့လဲရွာထဲကဘသူဆုံးလို့လဲဗျ။နှင်းမောင်ကရွာထဲမှာလူငယ်များအခုလိုပေါတူခေါ်ပြားများကိုယူပြီးတင်းချမ်းကိုလာတယ်ဆိုတာမျိုးနဲ့ရွာထဲမှာတရားအောင်ဆုံးတာဆိုတာကိုတန်းသိရနဲ့နှင်းမောင်အဲ့လိုမိလိုက်တဲ့အခါရောသားများကမျက်နှာကောက်ခနဲ့ပြတ်သွားရတယ်။အဲ့နောက်ပြတ်သွားရဲ့မျက်နှာကိုနှင်းမောင်မသိအောင်ပြင်ကိုအေးဆိုတဲ့သူမရွာရဲရရင်တိတ်မှာဝနှင်းမောင်ရငါတို့အချိန်မရှိလို့သွားလိုက်အောင်မေ။ကျုပ်လည်းမိမနဲ့သားလေးကိုတွေ့ချင်ပြီးကြအခုထိကျုပ်သားလေးကိုမတွေ့ရသေးဘူး။အေးတော်နှင်းမောင်ရွာသားများကနှင်းမောင်ကိုနှုတ်ဆက်ပြီးထွက်သွားတော့တယ်။နှင်းမောင်စိတ်ထဲမှာတော့ဒီလိုတွေတမျိုးကြီးဖြစ်နေရဲ့ရွာရဲကလူသေးရဲဆိုတော့စိတ်မကောင်းဖြစ်နေရနေမှာပါလို့သာတွေးပြီးရွာရဲသို့ဝင်သွားပါတယ်။ရွာထဲသို့နှင်းမောင်ရောက်တဲ့အခါရွာသူရွာသားများကစကောထဲသို့ဆန်လေးများထည့်ပြီးသူ့ရဲ့ရက်ခမအိမ်သို့ဝင်သွားကြလေတယ်။အဲဒီမြုံငွေကြောင့်နှင်းမောင်ရထိတ်သွားကအိမ်ဝိုင်းထဲသို့အလင်းမြန်ဝင်သွားလိုက်တော့တယ်။နှင်းမောင်မြင်လိုက်ရတဲ့မြုံငွေကြောင့်ရက်ပြီးငိမ့်ငိုင်နေမိတယ်။အိမ်ဝိုင်းထဲမှာရွာသူရွာသားများပြီးရှောင်နေကြတယ်။ပြည်များများအခေါင်းဆက်နေသူများကအခေါင်းရိုက်နေကြပြီးအသက်ကြီးသူများကရောင်မြစက်ကူလေးများအခေါင်းမှာလှစေရန်ကကြီးဖြစ်ကိုက်နေကြတယ်။အဲဒီမြုံငွေတီကလူသိဆုံးတဲ့အခါတေချိုရန်လို့အဲ့ဒီမြင်ကွင်းတီကလူသိဆုံးတဲ့အခါမှာတကြိုရန်ပြုတ်လုံနေတဲ့မြင်ကွင်းဖြစ်တယ်မဟုတ်ပါလား။နှင်းမောင်ငေးကရက်ကြည့်နေစဉ်နှင်းမောင်ရောက်လာတာကိုသိသွားတဲ့ရှိလာနဲ့တခြားမျိုးသမီးကြီးများရဲ့အုံကိုတန်ကထွက်ပေါ်လာပါတော့တယ်။သမီးတဲဖြူရင်သမီးအရင်တွေ့ချင်တဲ့သမီးယောက်ျားလာနေပြီလေထကြည့်ပါဦး။တဲဖြူနှစ်ယောက်ျားလာပြီလေအခုလာနေပြီလေထကြည့်ပါဦး။အကြီးလာနဲ့တခြားမျိုးသမီးများရဲ့အုံကိုတန်ကကြားချိန်မှာနှင်းမောင်ကမတ်တိတ်ချက်နေရမှာမြေမော်တို့စောင့်ဆောင်ထိုင်ကြလိုက်ပြီးတော့တယ်။သူ့ရဲ့မျက်ဝန်းအိမ်ထဲမှာတော့ညင်ရီစားမြတ်နဲ့ပြည့်နေလေရာပဝင်းရင်ကိုရှင်းလင်းလင်းမမြင်နိုင်တော့ဘူးသူ့ရဲ့နားထဲမှာလည်းအတန်များကကြားချက်မကြားချက်နဲ့ပေါ်ပေါက်လာတယ်ဝိုးတော်မြင်ကွေးမှာတော့လူစီချိုးကသူ့နားလာပြီးနှင်းမောင်သတိထားနှင်းမောင်ငိုလိုက်နှင်းမောင်ငိုလိုက်စမ်းပါကွာနှင်းမောင်ကရသားချိုးကတွဲထုတ်ပြီးအိမ်လေးပေါ်သို့တက်နိုင်ရကိုကြီးပေးလိုက်တယ်အိမ်ပေါ်သို့ရောက်တဲ့အခါနှင်းမောင်ရဲ့မြေများဝဲနေရဲ့မြင်ကွင်းထဲမှာအိမ်နောက်ခန်းမှာဖျားချမ်းလေးပေါ်မှာလဲလောင်းတက်ပြောင်းနေဖြစ်တဲ့ဇနီးတဲ့တက်ဖြူရဲ့အရှုပ်လောင်းကိုမြင်ချိန်နှင်းမောင်မျိုးဝန်းထဲမှာမြေကြီးများကတပေါက်ချင်းကြလာကရင်ဘတ်ထဲမှာတစ်ဆိုလာသလိုခေါင်းများမှုဝေလာတယ်။တက်ဖြူရဲ့အသက်ကင်းမဲ့နေတဲ့ရှုပ်လောင်းကဝေဝါးသွားသလိုနှင်းမောင်လို့အထိတ်လန့်အော်ခေါ်တန်းကလည်းပြောက်ွယ်သွားပြီးတက်ဖြူရဲ့ရုပ်လောင်းချီမှာနှင်းမောင်တယောက်လဲကျသွားပါတော့တယ်။ကြာကန်ရလေးရဲ့နေ့လယ်ချိန်ကတာယာရိပ်မနေတော့ဘူး။အချောင်းကတက်ဖြူရဲ့အတူပါရှိတာအကြောင်းပဲ။ရာသီဥတုကလည်းတက်ဖြူတဲ့ဝမ်းနေရလားအုံမောင်းရိပ်နေလေတယ်။ကြာကန်ရရဲ့တင်ချိုင်းမှာတော့လူများစီကားနေပြီတယ်။အဲဒီရွာသားများထဲမှာတော့တေဆုံးသူရဲ့ယောက်ျားဖြစ်တဲ့နှင်းမောင်တော့ပါတော့ဘူး။စီအောင်မှာဆင်းပြီးမိမနဲ့သားလေးစီကိုပြန်လာတဲ့နှင်းမောင်မထင်မှတဲ့အဖြစ်ဆိုးနဲ့ကျုံးလေးရကဒလစ်လစ်မင်းမျောသွားတယ်။ပြန်သတိရလာတဲ့ကစိတ်လွတ်လွတ်သွားပြီးသူ့ကတနာတဲ့ရွာလူကြီးနဲ့တချို့လူများကမြို့စည်းုံတို့တဖန်ပြန်ဖို့ပေးလိုက်ကြတယ်။တဲဖြူကတကြိုတာပြီးဆုံးသားပြီဖြစ်တာကြောင့်ရွာသားများကတော့သူတို့ရဲ့အယူဆများကိုအချင်းချင်းတိုးတိုးပြောနေကြတယ်။တဲဖြူကပူးကတ်တဲ့တရေမှာတဲဖြူရဲ့တက်ကိုနှုတ်သွားရလို့ထင်သူများကညားတယ်။အခုနှစ်ယောက်တို့သိဆုံးရတယ်လို့ပြောသူများကတိတ်မရှိဘလို့ပင်သိဆုံးစီကမို့ကဲကဲရှင်များဖြစ်ကြတဲ့ကိုလင်းနဲ့ကိုစောကလည်းသူတို့ရဲ့နှမလေးတွေဦးစေးတော့ကရောက်နေကြတယ်။သူတို့စိတ်ထဲမှာတော့သူ့ရဲ့ညီမသိဆုံးရရဲ့အဓိကအကြောင်းကပြောကအကြောင်းလို့သာထင်နေလေတယ်။အတူပါချပြီးတာကြောင့်အတူပါလိုက်ဖို့တဲ့ရွာသူရွာသားများပြန်သွားကြတယ်။အုံမိုင်းနေရဲ့မိုးကလည်းအခုထီအောင်နေအောင်ပြရသည်။ကိုလင်းနဲ့ကိုစောကတင်းချိုင်းမှမပြန်သေးပဲသူတို့ညီမရဲ့မြေပုံမေးမှာထိုင်ရင်အရက်တော့ကပူဆွေးနေကြတယ်။တဲဖြူအကိုတို့ကိုထားခဲ့ပြီလား။အကိုတို့ညီမကိုမဆိုတော့ဘူးလေ။ညီမယောက်ျားကိုလည်းအကိုတို့အနိုင်မကျင့်တော့ဘူး။ကိုလင်းနဲ့ကိုစောကတဲဖြူကိုမြုပ်နှံထားရာမြေပုံမေးမှာထိုင်ရင်စကားများပြောနေရာညနေချိန်ခါသို့ပင်ရောက်ရှိလာတယ်။အဲ့ဒီချိန်မှာတော့သူတို့ရှိရတော့
ဥဖိုးရေရောက်ရှိလာတယ်သူတို့နဲ့မလန့်မကန့်တို့ရောက်တဲ့အခါမတိခင်ကတော့စီစဉ်ရအောင်လို့တိမ်မကိုတော့ဘာလို့ရမှာလဲခမရဘာလာလို့ထားလဲမင်းတို့ရဲ့လောက်ရကြောင်မင်းတို့ညီမတေးရတာကျတို့ကြောင်မဟုတ်တေးရပူပြီးတေးတာမင်းကအိုက်တဲကိုမြင်နိုင်လို့လားဥဖိုးရေရဲ့မိကြောင်ကိုလေးဘယ်လိုစကားမှပြန်ပြောနိုင်ဘူးကိုလေးဘာမှပြန်ပြောနိုင်တဲ့အခါကိုစောကကျတို့မြင်နိုင်ပေမဲ့ကျုပ်ရဲ့ပုံစံကိုကြည့်ပြီးသိညာပဲကိုတက်ခတ်တဲ့ကောင်းနေပဲအခုမင်းတို့နှမကိုတွေ့ကျင်လားခမအောင်ဖြစ်နိုင်တာပြောနေမင်းတို့ကမဆက်နိုင်ရင်ငါရဲ့အစွမ်းနဲ့မင်းတို့နှမကိုတွေ့ခင်ပေးမယ်ဥဖိုးဝေရဲ့စကားကြောင့်ကိုလင်းနဲ့ကိုစောဥဖိုးဝေကိုသာကြည့်ပြီးဘလို့စကားမှပြန်ပြောဥဖိုးဝေကဆက်ပြီးစကားဆိုလိုက်ပြန်နေငါမင်းတို့နှမရောက်ရှိနေတဲ့ဘဝကိုသိရင်မင်းတို့နဲ့တွေ့နိုင်အောင်လုပ်ပေးမယ်ခမတကယ်လုပ်နိုင်တာလားငါကအပြောသမားမဟုတ်ဘူးလက်တွေသမားငါနောက်လိုက်ခဲ့ကြဥဖိုးဝေကညီကိုညောင်ခေါ်ပြီးတင်းငယ်နဲ့မလန့်မကန့်မှရှိရဲ့ဗလောက်ပင်ကြီးစီတို့ဥတီလိုက်တော့တယ်ကိုလင်းနဲ့ကိုစောလည်းဥဖိုးဝေနောက်သို့လိုက်သွားတော့တယ်ဗလောက်ပင်ရောက်တဲ့အခါဥဖိုးဝေကကိုလင်းနဲ့ကိုစောဘက်သို့လှည့်ပြီးမင်းတို့ကိုခဏမြင်တာငါလုပ်ပေးမယ်ဥဖိုးဝေကအဲ့လိုပြောပြီးသူ့ရဲ့မျက်လုံးအားညာလဲနဲ့တက်လိုက်ပြီးကိုလင်းရဲ့မျက်လုံးနေရာကိုပြစ်ထည့်ဟန်ပြုတ်လိုက်တယ်အဲ့ဒီတူပဲကိုစောကိုလည်းပြုတ်လုပ်ပေးလိုက်တယ်အဲ့ဒီနောက်ဗလောက်ပင်မဲ့သို့မျက်နှာမူလိုက်ပြီးဒီပြင်မှာအခုနေနေတဲ့တဲဖြူအခုငါရှေ့ရောက်စေဥဖိုးတွေရဲ့စကားဆုံးမှာဗလောက်ပင်စီမှတဲဖြူထွက်လာတော့တယ်သွေးရောင်ကင်းမဲ့နေတဲ့မျက်နှာမှာဝမ်းနဲ့နေရရှိတယ်တီဆုံးနေကဝတ်ထားတဲ့ဝတ်စားနဲ့ဖြစ်ကစပင်များကလည်းဖားဖားကျနေပြီးလူ့ဘဝလိုပင်ကြည်ကောင်းတဲ့ရုပ်ရည်မရှိတော့တဲဖြူကမျက်နှာဆွမ်းသွားတဲ့ကိုလေးနဲ့ကိုစောမှာပါဇက်ဟောင်းသားဖြစ်ပြီးတဲဖြူညီမလေးအကိုတို့ကိုကြောက်တယ်ဘာဖြစ်လို့လဲညီမအကိုတို့ညီမကိုရိုက်တယ်ညီမယောက်ျားကိုလည်းရိုက်တယ်တဲဖြူကနောက်သို့ဆုတ်သွားပြီးပြောလေတယ်ဘဝကူးနေရကိုသိချင်မတူသေးတဲ့တဲဖြူကဥဖိုးဝေမှာတမီကူရောက်ရှိနေတဲ့ဘဝကိုမသိသေးဘူးလားရှင်တမီကအခုလူဘဝမှာမဟုတ်တော့ဘူးလူဘဝကနေတည်လွန်သွားပြီကျမတည်သွားပြီလားနာကျင်တာတွေမရှိလို့ကျမဝမ်းသာနေရပြီးတော့ဒီပင်မနေဆိုပြီးထမင်းရှားနဲ့အမကြီးခေါ်လို့တီးချောင်းနေတာဟုတ်တယ်တမီကတည်သွားခဲ့ပြီအဲ့ဒါဆိုအမေတို့နဲ့နေလို့မရှာတော့ဘူးလားပြီးတော့သားလေးကိုဘယ်လိုလုပ်ရမလဲအကိုနင်းမောင်ရောမလာသေးဘူးမလားတဲဖြူရဲ့အမေစကားများကိုဥဖိုးဝေပြန်ဖြေခင်ကိုစောကတဲဖြူကညီမအကိုတို့တောင်းပန်ပါတယ်အကိုတို့မသိလို့ရိုက်ခဲ့မိတာပါညီမကိုနာကျင်စေမှန်းသိရင်မရှိုက်ပါဘူးကိုလေးနဲ့ကိုစောပြောဆိုငိုကြည့်နေလေတော့တယ်တဲဖြူကသူ့အားငိုယိုပြီးတောင်းပန်နေတဲ့ကိုနှစ်ယောက်အားအကိုတို့တဲဖြူကိုချစ်တာသိပါတယ်သားလေးနဲ့အမေကိုယူဆိုင်ပေးပါပြီးတော့ညီမရကြောအနိုင်မကျင့်မနဲ့တော့နော်အကိုလေးနဲ့အကိုစောစိတ်ချပါအကိုတို့ဂရိပေးပါတယ်ကိုလေးနဲ့ကိုစောအဲ့လိုဂရိပေးလိုက်ပြီးတာနဲ့သူတို့ရဲ့မြင်ကွင်းထဲမှာတဲဖြူရဲ့ပုံရိပ်ကတဖြည်းဖြည်းနဲ့ဝေဝါးပြောက်ွယ်သွားတော့တယ်ဥဖိုးဝေရဲ့မြင်ကွင်းမှာတော့တဲဖြူကမပြောက်ပေဥဖိုးဝေပေးထားတဲ့မြင်နိုင်စားကိုရည်သာကိုလေးနဲ့ကိုစောရဲ့မြင်ကွင်းမှာတဲဖြူပြောက်ွယ်ရခြင်းဖြစ်ပါတယ်ကဲသမီးအဘတို့ညီမကိုပြောပြပြီးကောင်းမှုကုသိုလ်ပြုပေးမယ်နောက်ဆံမမတင်းမနေလေးနဲ့တားတို့ခေါ်နိုင်ခဲ့ရင်တားတို့ခေါ်ပါအခုတော့ဒီမှာပဲနေရပေအောင်နော်အရင်မြောက်သေးရဲ့ကလေးနဲ့ညီရဲ့အမေပြီးတော့ရွာသားတွေကိုနှောက်ရက်ချောက်လန့်တာတွေမပြုလုပ်ဖို့တတိပေးပြစီကွယ်ဥဖိုးကြီးကတဲဖြူကိုတတိပေးလိုက်ပြီးနောက်ကိုလေးနဲ့ကိုစောပဲလဲကမင်းတို့တွေကပညာရဲ့တစ်ခုကိုအလွယ်လေးထင်နေရပဲမင်းတို့အမှားကြောင့်ပြစ်မရှိရလို့တယောက်ဆုံးရပြီမင်းတို့ရဲ့စိတ်နှဟောငါနားလေတယ်ဒါရင်ပညာရဲ့တစ်ခုကိုသိချာမသိမဲစိတ်ချင်နဲ့ရမ်းလုပ်တဲ့မင်းတို့ပြစ်ကြောင်မင်းတို့ပေါ်ပဲတန်းဖြစ်နေပြီမလားကိုလေးနဲ့ကိုစောဥဖိုးရဲ့ရှေ့မှာဒုထောက်ထိုင်းကြလိုက်တယ်ပြီးနောက်လက်အုပ်ထီကကျွန်တော်တို့မှားပါတယ်ကျွန်တော်တို့အပြစ်ရှိပါတယ်ကျွန်တော်တို့ဘယ်လိုလုပ်ရှောင်လဲအဲ့ဒါတော့ငါလည်းမသိဘူးမင်းတို့ဆုံးဖြတ်ဖို့အခုတော့ငါသွားလိုက်အောင်မေမသားခင်မှာခဲ့ပြစေဘယ်တော့မှပညာရဲ့တကူလွယ်တယ်လို့မထင်မိစေနဲ့ဟုတ်ကဲ့ပါဆရာကြီးဥဖိုးကြီးလည်းအဲ့ဒီညီကိုနှစ်ယောက်ချမ်းခဲ့ပြီးလက်လောက်တောင်ပေါ်သို့ပြန်နေပါတယ်လက်လောက်တောင်ချင်းအနားရောက်ပါဖုန်းတော်ကြီးတစ်ပါးချက်နေရာကိုတွေ့ရတယ်ဥဖိုးကြီးအဲ့ဒီဖုန်းတော်ကြီးနားသို့ရောက်ရှိသွားတဲ့အခါအဲ့ဒီဆရာတော်ဖျားကြီးမှာတတိပဋ္ဌာန်း၌ဆရာတော်ဖြစ်နေတယ်ဥဖိုးကြီးလည်းမြေပေါ်မှာထိုင်ချလိုက်ပြီးရှေ့လက်နှစ်ဖူးတထောင်တူးဆိုတဲ့ထီချင်း၅ပါးနဲ့ဥချကြောက်လိုက်တယ်အရှင်မယားဘာကိစ္စကြောင့်ဒီထီအောင်ကြောက်ရပါသလဲဖေဟာတကာကြီးကိုကြီးကိုလိုအပ်သူရှိရဲ့တကာမိန့်တော်မူပါဖေဟာဘုန်းကြီးတို့မွေးရမြေကတကာကြီးဥဖို့တင်ဆိုတာရှိတယ်အခုသူ့ရဲ့အိမ်ချကိုကျောင်းလူရာမှာအနောက်ရဖြစ်နေလို့ကိုကြီးပေးလိုက်ပါအောင်တကာကြီးမှန်ပါဗျာတပည့်တော်ဘယ်ကိုလာရမလဲဖေဟာကျောင်းကိုသာအရင်လာခဲ့ပါတကာကြီးတပည့်တော်လာခဲ့ပါမယ်ဖေဟာဥဖိုးကြီးကဆရာတော်ကဥချကြောက်လိုက်တယ်ဥချပြီးဆရာတော်အားဖူးမြော်လိုက်စဉ်ဆရာတော်ရဲ့ကိုကရောင်စင်များဖြာလျက်ဥဖိုးဝါရဲ့မျက်စိရှိမှပြောက်ွယ်သွားတော့တယ်အဲ့ဒီခါမှဥဖိုးကြီးကတောင်ပေါ်သို့တက်ပြီးညနေစာပြင်ဆင်နေတဲ့သူရိယာအားလူလေးအဘတို့အလုပ်ပေါ်ပြီဟုတ်လားပါ
တတိပဋ္ဌာန်းတိုက်ကျောင်းကိုသွားရမယ်ဟာဟုတ်လားအဲ့ဒါကြောင့်မနေ့ပြန်သွားကြတာပေါ့ဟုတ်ပါအဲ့ဒါဆိုကျွန်တော်ပြင်ဆင်စရာရှိတာပြင်လိုက်တော့မယ်ပါသူရိယပြရှင်သွားတာမှသိသားထားတယ်သူနေခဲ့တဲ့အကြောင်းတော့မရောက်တာတော့ကြရင်မဟုတ်ပါလားငယ်လေးကနေခဲ့တဲ့ခွေးကျောင်းတို့ပြန်မှလို့သိရကြောင်းပျော်ရွှင်တဲ့ကြနေတဲ့သူရိယကိုကြည့်ပြီးဥဖူဝေပြုံးလိုက်မိပါတော့တယ်ကဲရေးတင်ဆက်ခဲ့တဲ့ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးခဲ့ပါပြီနောက်ရက်ဒီမှာရေးကဘလို့ဇလန်ကောင်းလေးကိုရွေးချယ်တင်ဆက်ပေးအောင်လဲဆိုတာကိုချီးအားပေးတဲ့ကြီးအားလုံးကစောင့်မျှော်ပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်